할렐루야, 할렐루야. 이냐 좀하러고 아침광고 벤센피레 초포야세네 나마러고 치우소아 제만 로바레. sama di patoro ma phaya thena ba ko phon pya tha da le so yin sama ayan dong ga chama do ko le team di la de ching ma to do dia su ma tong khen le ma to do o pyaw to de saka ta kho ro ba no ai da chama ai da li ne chama phaya thena saka pyaw ni da phit de to do ka to do su ma tong khen le ma ta kho kho ma lo khen ma ba ko pyaw le so lo shin Jesus 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 so bi ro to do ka tong kha o da phit deตะเกตันเจ้าตะเกจุมาไอ้ดิสกัลลุงวายันจุมานาลุงตาเทมาพาตะเกอัตตะฟันพนเปียเดชิงมาโอ้จุมาดงยงจีตุเดียลูอัสซุงกะเอราเบพิเด Jesus Jesus สุบิโรจุมาดอเบดาโอเดสโรเซียนจุมาดออตังกุนังเงียพิเดทุพยาเชมพิเดสุบิโรจุมาอัตตะคันพยาตะเกนะตุมาขอนาปีนี่นะพิเดราจะจุมาดอดิเงียมาเลจุมาดอทู Jesus นะเมเนจุมาดอกะองเมียนชิงกุยาราพิเดเอเมนอภิกานี่ลมเมียวชิงกุยาราพิเดอาลุมาตะยาปิโรพยาตะเคนซีมาจุมาดอ Jesus 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 สุบิโรจุมาดอตงขาจีซอเจยาเอา 1 2 3 Jesus Namaro
ရှိတဲ့ဖခင်ဆက်လက်ချီးမွမ်းကြရအောင်
စီပါကိုတော့ကျမတို့ရဲ့အမြင့်ချင်းတော့ကျမတို့ရဲ့လာပြတော်စီရှုခတော့ပဲဖြစ်တယ်ဟာလေလုစနိုးရဲ့စီမကိုတော့တော်နေတယ်စနိုးရဲ့နောက်မှာကိုတော့ရဲ့ရှိနေတယ်စနိုးရဲ့မဲ့သူကိုတော့ရှောက်လာနေတယ်ကြောင်ရချင်လည်းမရှိဘူးစနိုးရဲ့ရှိမကိုတော့တော်နေတယ်စနိုးရဲ့နောက်မှာကိုတော့ရဲ့ရှိနေတယ်စနိုးရဲ့မဲ့သူကိုတော့ရှောက်လာနေတယ်ကြောင်ရချင်လည်းမရှိဘူးစနိုးရဲ့ရှိမကိုတော့တော်နေတယ်စနိုးရဲ့နောက်မှာကိုတော့ရဲ့ရှိနေတယ်စနိုးရဲ့မဲ့သူကိုတော့ရှောက်လာနေတယ်ကြောင်ရချင်လည်းမရှိဘူးစနိုးရဲ့ရှိမကိုတော့တော်နေတယ်စနိုးရဲ့နောက်မှာကိုတော့ရဲ့ရှိနေတယ်စနိုးရဲ့မဲ့သူကိုတော့ရှောက်လာနေတယ်ကြောင်ရချင်လည်းမရှိဘူးစနိုးရဲ့ရှိမကိုတော့တော်နေတယ်စနိုးရဲ့နောက်မှာရှောက်လာနေတယ်ချောင်းရောက်ချင်လည်းမရှိဘူးစနိုးရဲ့ရှိမကိုတော့တွားနေတယ်စနိုးရဲ့နောက်မှာကိုတော့ပဲရှိနေတယ်စနိုးရဲ့မဲ့သူကိုတော့ရှောက်လာနေတယ်ချောင်းရောက်ချင်လည်းမရှိဘူးစနိုးရဲ့ရှိမကိုတော့တွားနေတယ်စနိုးရဲ့နောက်မှာကိုတော့ပဲရှိနေတယ်စနိုးရဲ့ဒါတော့တမီတို့နဲ့တော့တူပါရှိတော့ဖယားကိုတော့ကိုကြည်စိုးတဲ့ကျမတို့ကမဲ့တာလမ်းပြပြီးတော့မတို့ဖယားကိုတော့ကိုကြည်စိုးတဲ့ကိုတော့ရတူပါစေချင်တာကျမတို့အတွက်အိုးတဲ့လူချင်းတွေမျိုးတွေလာမရှိကျမတို့အတွက်ကြောက်ရချင်းလည်းမရှိပါကိုတော့နဲ့တူပါရှိတယ်ဆိုလို့ဆိုဟာလေလုယာကိုတော့ကိုကြည်စိုးတဲ့ဟာလေလုယာနာမတော်ကိုချီးမြှောက်ပါ၏ဆလတာတို့တမီတို့နဲ့အမေတန်တူပါရှိတော်မူပါကိုတော့ရတာနိုးလေးကိုကျမတို့ကြားချင်းတယ်ကိုတော့အမေတန်တူပါစေခြင်းတယ်ဟာလေလုယာဟာလေလုယာကိုတော့ကျေးဇူးတင်တယ်ဒီနေ့ချင်းမစင်ကိုကိုချအလဲမတူပါရှိပြီကျမတို့ရဲ့တတဝတ်တဖန်လူထန်ကုန်ကိုပြည့်တဲ့ဖျားဖြစ်တော့ကြောင့်ကိုတော့ကိုကျေးဇူးတင်တယ်ကျန်ချင်းတဲ့အချင်းမလေးကိုတော့တူပါရှိတော်မူတော့တန်ရှင်တော်ဝိညာဉ်တော်ဆက်လက်လှရှာတော်မူပါဒီနေရာမှာစကားပြောတော်မူပါ
จึงนายอลงสกุกุโดเลหนระอนาเดคามาตปาติโรดาโดใจสุขโดยนามะโดกวามิผิวเลียนสุตงสกอนันบะเมนสุงโดชาวละพยาตะเคนเมHello. Hallelujah. Hallelujah. ทำไมเราสาบีบีเนาะน้ำตะเขาลาว Hallelujah. Hallelujah. အဲ့လိုမှာပေါ့လူငယ်တွေဆိုတော့เนาะတန်းကျဲကျဲလေးနဲ့អော်ရမှာဖြစ်တယ်အားလုံးခွန်အားရပါသလားဝိညာဉ်တော်ထဲမှာပျော်မွေ့ပါသလားပျော်မွေ့ပါတယ်เนาะကျွန်တော်လည်းပျော်မွေ့တာဖြစ်တယ်worship team တွေ musician တွေလက်ခုပ်တီးပြီးတော့ဂုဏ်ပြုခြင်းမကြရအောင်အာမ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 င် hallelujah ဒီနေ့ပေါ့နော်ကျွန်တော်တို့ကတခြင်းနဲ့ချီးမွမ်းပြီးသွားပြီအခုနောက်တစ်ခေါက်လောက်ကျွန်တော်တို့ကပြန်ပြီးတော့ချီးမွမ်းကြရအောင်ဖခင်သခင်ကောင်းမြတ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကသုံးချိန်ဝန်ခံရအောင်နော်ဖခင်သခင်ကောင်းမြတ်တယ်ကျွန်တော်တို့အပေါ်မှာဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့သုံးချိန်ဝန်ခံရအောင်တင်းနေတော့ဖခင်သခင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဖခင်သခင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဖခင်သခင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာအာမင်အာမင်ကျွန်တော်တို့အပေါ်မှာပဲကောင်းမြတ်တာမဟုတ်ဘူးအာမင်ကုပိနာလို့ဒီလေကောင်းမြတ်တာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဖခင်ရှင်ကောင်းမြတ်တယ်ကျွန်တော်တငယ်ချင်းပေါ်မှာဆိုပြီးတော့ဘီနာလို့ဒီလက်ဖွာချင်းပေါ်တော့ပို့ပြီးတော့ကြွေးကြော်ကြရအောင်ဒီနေ့တော့ဖခင်ရှင်ကောင်းမြတ်ပါတယ်ဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တငယ်ချင်းများပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တငယ်ချင်းများပေါ်မှာအာမင်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 ဟာလေလုယာချီးမွမ်းတော်တဲ့သားသမီးရောက်ရှိတဲ့ကိုဘုရားသခင်ကောင်းချီးပေးပါစေအာမင်အခုချိန်မှာကျွန်တော်တို့လူတစ်ကိုကြိုဆိုချင်တာဖြစ်တယ်ဒီနေ့မှာပထမအဆုံးဒီမိဘဒီပိတ်မှန်တော်ထဲကိုရောက်ရှိလာပါတယ်ဆိုတဲ့တငယ်ချင်းများရှိခဲ့လို့ရှိရင်ရှိတဲ့နေရာကနေမတ်တရပြလို့ရမလားမသိဘူးနော်ရှိမလားစီလာမရှိဘူးလားမရှိဘူးနော်ကျွန်တော်တို့ဒီဘက်ဆိုတော့တငယ်ချင်းဒီကိုရောက်လာနိုင်တာကျေးဇူးတင်တယ်လို့ဘီနာလို့တွေပြောပါဦးတငယ်ချင်းဒီနေရာကိုရောက်ရှိလာတာကျေးဇူးတင်တယ်ကျွန်တော်တို့ပဲကျေးဇူးတင်တာမဟုတ်ဘူးဘုရားသခင်ကလည်းကျေးဇူးတင်တာဖြစ်တယ်အာမင်ကျွန်တော်တို့ကဒီနေရာကိုရောက်ရှိလာတာကအချင်းတက်မဟုတ်ပါအာမင်ဖခင်အလိုတော်ရှိလို့ကျွန်တော်တို့ဒီနေရာရောက်ရှိလာတာဖြစ်တယ်အာမင်အလိုတော်မရှိဘူးဆိုရင်ကျွန်တော်တို့ကစီးအောင်လဲရောက်ချင်မှရောက်နိုင်တယ်နော်ထောင်းထဲလဲရောက်ရင်လဲရောက်နိုင်တယ်ဖခင်သခင်အလိုတော်ရှိလို့ဒီနေရာကိုရောက်ရှိလာတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့အခုချိန်မှာနော်ဆက်လက်ပြီးတော့ကျွန်တော်တို့ဝန်တာအားရနေတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ကပြီးကန်ချင်းနဲ့နော်ပြီးကန်ချင်းနဲ့ပါဝင်ရမယ့်အချိန်ဖြစ်ပါတယ်ဆိုတော့စကပ်ပြီးမဲ့မကေတာနဲ့နေငယ်များပေါ့နော်သူတို့အဖွဲ့ကိုခေါ်ချင်းနဲ့တချင်းစီမလားမရှိဘူးနော်စီလားworship team လေးလား okay worship team တွေဖိတ်ခေါ်ရအောင်နော် okay market နဲ့အဖွဲ့တွေဖိတ်ခေါ်ရအောင်
လူတော်ငွေဝတ်စက္ကန့်နဲ့တောင်းကြပါစို့ထာဝရဘုရား၏နာမတော်သည်မင်္ဂလာရှိတော်မူပါစေသောဒီကနေ့မှာထာဝရဘုရားရဲ့အကြီးစွာကြောင့်သားသမီးရောက်ချင်းစီတိုင်းကိုရောရှင်ရဲ့ရှေးမောက်မှာအတူတူကဆုယုံပြီးတော့ဘုရားရဲ့မျက်နာတော်ကိုရှာပြီးတော့ကိုရောကိုဖူးမြင်ရတော့ခွင့်ပေးတဲ့အတွက်ကြီးစွာချီးမွမ်းပါတယ်အဖဘုရားရဲ့ကြီးစွာတော်သည်သားသမီးရောက်ချင်းစီတိုင်းပေါ်မှာလုံလောက်ရမကဘဲနဲ့အစင်မြဲပိုရှန်တဲ့အကြောင်းကြီးစွာချီးမွမ်းပါတယ်ကိုရောရဲ့နာမတော်သည်ကဘာဆက်ဆက်တာပြီးဘုံကျွေးမင်္ဂလာရှိတော်မူပါစေသောဝိညာဉ်တော်ဘုရားရဲ့မျက်မှောက်တော်သည်ဤအရက်မှာကိုရောရှင်ဖဘုရားသခင်တည်ရှိနေတဲ့ကြောင့်ကြီးစွာချီးမွမ်းပါတယ်ကိုရောပေးထားသောကောင်းချီးများစွာကနေမှာဒီနေ့မှာကျွန်တော်တို့အလူတော်ငွေအားဖြစ်တော်ကောင်းကျွန်တော်တို့ယူဆောင်လာကြပါတယ်ကျွန်တော်တို့ရဲ့ပေးကမ်းခြင်းပါဝင်ခြင်းလူဒန်းခြင်းအပေါ်မှာကိုရောရှင်ဖျားအတိမတ်ပြုလျက်ကိုရောရဲ့နိုင်ငံတော်ကျယ်ပြန့်ကိုရောဘုံတော်ထင်ရှားဖို့လို့ငါကိုရောရှင်ဖျားအသုံးပြုတော်မူပါထဲဝင်ပေးတော်လူဒန်းတော်သားသမီးရောက်ချင်းစီတိုင်းရဲ့အသက်တာပေါ်မှာလဲကိုရောရှင်ထံမှလာသောငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းနဲ့ကွယ်ကားခြင်းတက်ရောက်စေလျက်သူတို့ရဲ့လုပ်ငန်းကိုင်ငန်းစီးပွားရေးလူမှုရေးမိသားစုရေးကဏ္ဍအသီးသီးပေါ်မှာအောင်မြင်ခြင်းကြွယ်ဝခြင်းတက်ရောက်စေပါမိကြောင်းဆုတောင်းပါတယ်အဒီအလူတော်ငွေကိုကိုရောထံစက္ကန့်နဲ့စတောင်းတဲ့အခါမှာတပါးသောသခင်ရှုနာမ၌စက္ကန့်နဲ့စတောင်းကြပါ၏အာမင်အခုနောက်ကျွန်မတို့ဆိုသွားတဲ့တခြင်းအစ်စ်လေးဆိုတော့နော်ကျွန်မတို့ဆက်ဆိုကြရအောင်ကိုရောတူရှိရဲ့လုံဆုံးတဲ့都是
ပြီးကန်သွားတဲ့သာသမီရောက်တိုင်းအပေါ်မှာအစ30 60တရားမကတော့ကောင်းခြင်းများပြန်လဲချပြီးတနာတော်မူတနာတော်မူပါဘန်းချစ်တဲ့တခငယ်နည်းနည်းဟာတာပြောလို့ရအောင်ပေါ့နော်တခါတလေဒီလိုဖြစ်တတ်တယ်လို့အခုချိန်မှာပေါ့နော်ကျေးဇူးတင်တယ်အခုချိန်မှာပေါ့နော်ကျွန်တော်တို့ဝိနေအစာစားမဲ့ချိန်ဖြစ်ပါတယ်အားလုံးမတရပြေတော့ပေါ့နော်ကျွန်တော်တို့ဟိုအမ်ပန်းမြို့တော်ဘက်ကနေရောက်ရှိလာတဲ့ပေါ့ကျွန်တော်တို့ရှာမချင်းပြီးကိုဖိတ်ခေါ်ချင်တာဖြစ်တယ်အားလုံးလက်ခုပ်တီးပြီးတော့မှကျွန်တော်တို့ကြိုဆိုကြရအောင်ဟာလေလုယာကျေးဇူးတင်ပါတယ်ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီးလျက်နဲ့ကြိုဆိုပေးတဲ့ကြောင့်ကျေးဇူးတင်ပါတယ်အားလုံးပြန်ထိုင်လို့ရပါပြီကျေးဇူးတင်တယ်နော်ကျမတို့ခုနကတော့ငါတပါပတိပြောသွားတဲ့အတိုင်းပဲအစားတော့ငါသူလည်းမြန်မာလူမှုနေအောင်ပြောတတ်တာနော်ဒါပေမဲ့ဒီမလေးရှားရောက်တော့အချိန်ကြာလာတဲ့ခါကျတော့သူတင်မကောက်ကျမတို့လည်းအကုန်လုံးပေါ့နော်ကျမတို့မြန်မာစကားထက်ကျမတို့မိခင်ဘာသာစကားကိုပြန်ပြီးမှအားတာလာတာဖြစ်ပါတယ်လို့နော်ကျမလည်းအပြောဆိုဒီမားတယ်ဆိုရင်လည်းပေါ့နော်ယေရှုနာမ၌ခွန်လွတ်ပေးကြပါလို့တောင်းပန်ချင်ပါတယ်လို့ဒါပြင်ကျမတို့ဆိုရင်လည်းပေါ့နော်ညာတော့အားဖြစ်ပေါ့နော်ကျမတို့ကဘယ်လိုမျိုးလဲဆိုရင်တဲတော်ကိုတွားတဲ့ဟာလေလုယာဟာလေလုယာအထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့2026နှစ်တစ်ကိုပေါ့နော်ကျမစွာဝင်ခွင့်ရတဲ့အတွက်အထူးပဲဖခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ထာဝရဖခင်ရဲ့မျက်နှာตาခြင်းအားဖြင့်တော်၎င်းဒီမှာတင်းအုပ်ဆရာများရဲ့မေတ္တာအားဖြင့်တော်၎င်းပေါ့နော်ဒီလိုမျိုးကျမတို့ဒီမြန်မာစီစဉ်မှာတရားဒေသနာဝင်ငါရတဲ့ခွင့်ကိုပေးတော့ကြောင်းဖခင်သခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်။တင်းအိုဆရာဆရာမများအရောက်စီတိုင်းပေါ်မှာလည်းထူပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုပေါ့နော်။ရှေးဦးစွာကျွန်မပြောလိုပါတယ်။ယနေ့ဒီနေ့ပေါ့နော်ကျွန်မပြောချင်တဲ့နော်ခေါင်းစဉ်ကတော့ဗာလဲဆိုရင်ကျွန်မတို့လောကမှာကျွန်မတို့အသက်ရှင်တဲ့ခါကျတော့ကျွန်မတို့ဘဝ
ယောဘအခန်းကြီးလေးအငယ်၁၇မှာဆိုရင်ဗာပြောထားလဲဆိုရင်အကြောင်းမူကားမိုးတဲ့မုန်တိုင်းဖြင့်ငါကိုညင်းဆဲ၍အကြောင်းမရှိဘဲငါ၌အနာတို့ကိုများပြားစေတော်မူ၏တဲ့ဒီညမှာဆိုရင်မုန်တိုင်းကဗာနဲ့သူကယောဘကတင်စားလဲဆိုရင်ခက်ခဲမှုပြဿနာမှုများနေပေါ့နော်သူတင်စားထားတယ်ဒီမိုးတဲ့မုန်တိုင်းအဖြစ်ငါကိုညင်းဆဲပြီးအကြောင်းမရှိဘဲငါ၌အနာတို့ကိုများပြားစေတယ်တဲ့နော်ဒီမိုးတဲ့မုန်တိုင်းအဖြစ်သူရဲ့ကိုယ်ခန္ဓာတစ်ခုလုံးမှာအနာယောဂါတွေသူရဲ့ခန္ဓာကိုယ်ပဲမဟုတ်ပဲနဲ့သူရဲ့စိတ်သူရဲ့စီးစိမ်ပေါ်မှာတွေကတာသမီများချိတိုင်အောင်ပေါ့နော်အဲ့ချိကိုသူရဲ့တက်တာမှာမိုးတဲ့မုန်တိုင်းကြုံတွေ့ရတဲ့အကြောင်းကိုပြောပြထားတာဖြစ်ပါတယ်လို့ဒါပြီးရင်ယောဘပဲယောဘခန်းကြီး38အငယ်1မှာနော်ယောဘခန်းကြီး38အငယ်1မှာဆိုရင်ထွေခါထာဝရဘုရားသည်ယောဘကိုလှန်ပြန်၍မိုးတဲ့မုန်တိုင်းထဲကမိန်တော်မူဒီကားတဲ့နော်ဒီညမှာဆိုရင်မုန်တိုင်းကဘာနဲ့တင်စားလဲဆိုရင်မုန်တိုင်းထဲကနေဘုရားကစကားပြောတယ်မုန်တိုင်းထဲမှာဘုရားရှိတယ်ပေါ့နော်ဘုရားရှိတယ်ဆိုတာကိုတွေ့ရတယ်ဒီညမှာဆိုရင်ဘုရားသခင်ကနော်ယောဘကိုစိန်ခေါ်ချက်နော်သူ့ရဲ့စိန်ခေါ်ချက်ကိုယောဘခန်းကြီး40မှာကျွန်မတို့တွေ့ရတယ်အဲ့မှာဆိုရင်ယောဘခန်းကြီး40အငယ်6မှာဆိုရင်လဲထာဝရဘုရားသည်တဖန်ထာဝရဘုရားသည်မိုးတဲ့မုန်တိုင်းထဲကယောဘအမိန်တော်မူဒီကားတဲ့ဒီຢာကိုကြည့်ချင်းအဖြစ်မိုးတဲ့မုန်တိုင်းဒီဆိုတာကောင်းကြီးမင်္ဂလာလည်းရှိတယ်နော်ဒုက္ခဆင်းရဲတဲ့ဟာလည်းရှိတယ်ဒီမိုးတဲ့မုန်တိုင်းကနေဖယားကဒီမိုးတဲ့မုန်တိုင်းထဲမှာဖယားရှိတယ်ဖယားကအဲ့ထဲကနေစကားပြောတယ်ဆိုတာပေါ့နော်ကျမတို့ကျမ်းစာထဲမှာအမျိုးမျိုးကျမတို့တွေ့ရတာဖြစ်ပါတယ်လို့ဒီတခြားဟာတွေကြည့်မယ်ဆိုရင်လည်းတုတ်တန်ကျမ်းထဲမှာတွေစာလံကျမ်းထဲမှာတွေဆိုရင်လည်းအများကြီးရှိတယ်ပေါ့နော်ဒီစာလံကျမ်းအခန်းကြီး29အငယ်အခန်းကြီး29အငယ်30မှာဆိုရင်လည်းကျမတို့တွေ့ရတယ်မိုးတဲ့မုန်တိုင်းပေါ်မှာထာဝရဘုရားသည်မိုးတဲ့မုန်တိုင်းပေါ်မှာထိုင်တော်မူ၏အကယ်စင်ဆက်ထာဝရဘုရားသည်အစဉ်အမြဲရှင်ဘုရင်အရာ၌ထိုင်တော်မူ၏တဲ့နော်ဒီမိုးတဲ့မုန်တိုင်းတွေဆိုတာကျမတို့စာလံကျမ်းထဲမှာတုတ်တန်ကျမ်းထဲမှာတွေအမျိုးမျိုးကျမတို့တွေ့ရတာဖြစ်ပါတယ်လို့အခုကျမပြောချင်တဲ့အရာကဒီမုန်တိုင်းအမျိုးမျိုးရှိတဲ့ထဲမှာကျမတို့ကိုအကျိုးပေးတဲ့မုန်တိုင်းတွေလည်းရှိပါတယ်လို့နော်ဒီမုန်တိုင်းထဲမှာစိန်ခေါ်မှုတွေရှိတယ်စမ်းသပ်မှုတွေရှိတယ်ဘုရားသခင်ရဲ့လမ်းပြမှုတွေရှိတယ်ပေါ့နော်ဒီအရာတွေကိုကျမတို့ပေါ့နော်အရင်ကျမတို့ဆွေးနွေးကြရအောင်လို့ကျမပြောချင်ပါတယ်လို့ဒီမုန်တိုင်းများကိုကျမတို့ကြုံတွေ့တဲ့ခါကျတော့ကြုံတွေ့ချိန်တော့ကျမတို့မှာခက်ခဲမှုတွေပြဿနာတွေနော်လုံးဝစဉ်းစားလို့မရတဲ့အရာတွေလည်းကျမတို့ကြုံတွေ့ရတာဖြစ်ပါတယ်လို့ဒါပေမဲ့ဒီမုန်တိုင်းပြီးတဲ့ခါကျတော့ကျမတို့ရရှိတဲ့အကျိုးကျေးဇူးတွေအများကြီးကျမတို့ရရှိတာဖြစ်တယ်ဒီຢာတွေပေါ့နော်ကျမအချက်3ချက်နဲ့ကျမဒီကနေ့ဝင်ငါချင်ပါတယ်လို့နံပါတ်1အချက်ကတော့နော်ကျမတို့ဖျားသခင်ရဲ့လမ်းညွှန်မှုပေါ့နော်ကျမတို့ယုံကြည်ကဲတင်ချင်းရဖို့နော်ကျမတို့ဝိညာဉ်ရေးရာတိုးတက်မှုရရှိဖို့ပေါ့နော်မုံတိုင်းပေါ့နော်ရရှိဖို့ကျမတို့ကိုကြုံတွေ့စေတဲ့မုံတိုင်းတွေလည်းရှိတယ်ဆိုတာပေါ့နော်နံပါတ်1အချက်နဲ့ကျမပြောချင်ပါတယ်ဒါကဘာလဲဆိုရင်ကျမတို့နော်ပေါလုရဲ့အသက်တာအားဖြင့်ပေါ့နော်ကျမတို့ခွန်အားယူကြရအောင်လို့ပေါလုရဲ့အသက်တာမှာဆိုရင်မုံတိုင်းကိုသူအနေနဲ့ကြုံတွေ့ရတာဖြစ်တယ်တမန်တော်ဝတ္ထုအခန်းကြီး29ကနေ28ကြားမှာကျမတို့တွေ့ရတာဖြစ်ပါတယ်လို့ဒီ28ထဲမှာကြည့်မယ်ဆိုရင်ပေါ့နော်ရှင်ပေါလုရဲ့မုံတိုင်းကြုံတွေ့ရတဲ့အရာကိုကျမတို့တွေ့ရတာဖြစ်တယ်ရှင်ပေါလုအနေနဲ့ဘာဖြစ်လို့မုံတိုင်းကြုံတွေ့ရလဲဆိုရင်သူ့အနေနဲ့ပေါ့နော်ဖန်ဆီးခံရတဲ့ခါကျတော့သူဟာယောမလူမျိုးဖြစ်တဲ့ခါကျတော့သူကကေတာဘယင်စီမှာပေါ့နော်အယူတော်ခံဝင်မဲ့ဆိုပြီးမှသူကနော်ယူဒပီကနေပေါ့နော်သူယောမမြို့ကိုနော်လက်ထိတ်ခတ်ပြီးမှဖန်ဆီးခံရပြီးမှသူတင်ဘောနဲ့သူသွားတာဖြစ်တယ်အဲ့မှာဆိုရင်အဲ့ချိန်မှာဆိုရင်ပေါ့နော်လေကမတင်ဘူးတင်ဘောသွားတဲ့ချိန်လည်းမဟုတ်ဘူးအခန်းကြီး29အငယ်29မှာဆိုရင်အငယ်9မှာဆိုရင်
ကာလကြာသည်ရှိသောကြီးစွာသောဥပုံနှင့်လွန်၍ပင်လယ်မကူးတင်သောလဥတုအချိန်ဖြစ်သည်ကိုပေါလုသည်ထောက်၍အချင်းလူတို့ယခုမှပင်လယ်ကူးလျင်သင်္ဘောနှင့်ကုန်များတို့သည်ရှုံသည့်တာမကငါတို့အသက်ပျက်စီးရာသောဘေးအန္တရာယ်ရောက်မည်ကိုငါထင်မြင်သည်ဟုတတိပေး၏တဲ့နော်ဒီနေရာမှာပေါလုကသူ့အနေနဲ့ပေါ့နော်ဒီအချိန်ကပင်လေနော်တင်ဘောကူးလို့မတင်တဲ့အချိန်ဖြစ်တယ်ဒီလဥတုရာသီဖြစ်တယ်ဆိုမှသူဒီလိုမျိုးကျွန်တော်တို့ပင်လေနဲ့တင်ဘောနဲ့ပင်လေကိုကူးမယ်ဆိုရင်ကျွန်မပြဿနာဒီရှုံမှုဒီကျွန်တော်တို့ရဲ့အသက်အန္တရာယ်တောင်မှရှုံရမယ်ဆိုမှသူ့အနေနဲ့ပြောတဲ့ခါကျတော့သူအဲ့လိုမျိုးပြောတဲ့ခါကျတော့နော်အဲ့မှာဆိုရင်နော်တပ်မှုကဘာပြောလဲဆိုပေါလုရဲ့ဘာဖြစ်လို့လဲဆိုပေါလုကလေတမားမဟုတ်ဘူးလေ तू ကရေလောက်သားလည်းမဟုတ်ဘူးဆိုတော့ तू ပြောတဲ့စကားကိုဂယုမဆိုင်ဘူး तू တော့ဘသူရဲ့စကားကိုပဲဂယုဆိုင်လဲဆိုရင်လေလောက်သားဒီရဲ့စကားကိုပဲသူတို့ကနော်လေလောက်သားဒီရဲ့စကားကိုပဲသူဂယုဆိုင်တယ်ဆိုတာတွေ့ရတာဖြစ်တယ်အဲအကြောင်းမလို့ तू ပေါလုရဲ့စကားကိုနားမထောင်မဲနဲ့ तू ဆက်ပြီးမှနော်ပင်လက်ထဲမှာတို့တင်ဘောနဲ့ခရီးနေလာတဲ့ခါကျတော့နော်အငယ်14ရောက်တဲ့ခါကျတော့နော်အငယ်73မှာဆိုရင်တောင်လေဒီဖြင်းညင်းစွာလာတော့အခါယခုမိနိုင်သည်ဟုစိတ်ထင်၍လွန်၍ကေတီကျွန်းသားတို့လျှောက်သွားကြ၏ကာလမကြာမမြင့်မီဥရုကလူဒုံအမိရှိသောလေပြင်းမုန်တိုင်းသည်တင်ဘောကိုတိုက်၍တဲ့နော်ဒီညမှာနော်ဒါပြီးရင်ကျမထူဆန်းတာပေါ့နော်ကျမအနေနဲ့ထူဆန်းခိုင်းတာပါလဲဆိုမုံတိုင်းမှာနာမည်တွေရှိတယ်နော်ဒီမှာဆိုလဲအငယ်14မှာဆိုလဲအဲ့ချိန်မှာတိုက်တဲ့မုံတိုင်းနာမည်ကဥရုကလူဒုံအမည်ရှိတဲ့လေပြင်းမုံတိုင်းတဲ့နော်ကျမတို့မြန်မာပြည်မှာဆိုလဲ2008တုန်းကတိုက်တာကနော်သိလားနာဂစ်မုံတိုင်းနော်အဲ့ချိန်မှာမွေးတဲ့ကလေးတိုင်းကိုနော်မိခင်တွေကနာဂစ်ဆိုပြီးမှပေးကြတယ်နော်နော်မုံတိုင်းနေဆိုလဲဆိုင်ကလုန်းမုံတိုင်းတိုင်ဖွန်မုံတိုင်းဆိုပြီးမုံတိုင်းတွေအမျိုးနာမည်တွေရှိတယ်ကျမတို့ရတက်တာမှာဆိုလဲမုံတိုင်းတွေပေါ့နော်ကျမတို့မုံတိုင်းလို့ခံစားရတဲ့အရာငွေရေးကြေးရေးမုံတိုင်းနော်လူမျိုးအလုတ်မုံတိုင်းနော်အမျိုးမုံတိုင်းတွေအမျိုးရှိတယ်ဖျားနာချင်းမုံတိုင်းအဲ့လိုမျိုးတွေပေါ့နော်မုံတိုင်းတွေမှာနာမည်ရှိတယ်လို့ကျမတို့လည်းနာမည်တွေပေးတတ်တယ်ဆိုတာပေါ့နော်ဒီအရာအပြင်ကျမတို့တွေ့ရတာဖြစ်တယ်နော်ဒီအရာမှာဆိုရင်ကျမပြောချင်တာပါလဲဆိုတော့ဒီတင်းဘောနဲ့တော့ရွက်လွန်တဲ့ခါကျတော့တို့မှာခက်ခဲမှုတွေတို့ကြုံတွေ့ရတဲ့နောက်ဆုံးကျတော့တင်းဘောလေအဲ့နော်လေမုံတိုင်းကိုကြုံတွေ့တဲ့ခါကျတော့ဘာဖြစ်လဲဆိုတင်းဘောပျက်စီးသွားတယ်တင်းဘောပျက်စီးသွားတဲ့ခါကျတော့တို့နော်အကုန်လုံးနော်ကျမတို့ဒီ29ထဲမှာကျမတို့တပိုက်လုံးကြည့်မှဆိုရင်ကျမတို့တွေ့ရတယ်အဲ့မှာတင်မောပျက်စီးသွားတဲ့ခါကျအကုန်လုံးကန်းကိုကူးတဲ့ခါကျတော့တို့ကျွန်းတကျွန်းကိုရောက်သွားတယ်ဆိုတာကျမတို့တွေ့ရတယ်နော်အဲ့ကျွန်းကနော်အခန်းကြီး28အငယ်1မှာဆိုရင်ကုန်းပေါ်တို့ရောက်တော့အခါမေလီတေကျွန်းဖြစ်ဒီကိုတီးကြ၏နော်ကုန်းပေါ်တို့ရောက်တော့အခါထိုကျွန်းကမေလီတေကျွန်းဖြစ်ဒီကိုတီးကြ၏တဲ့သူတို့နော်အကုန်လုံးတင်းဘောပြတ်တဲ့ခါကျအားလုံးကရေကူးပြီးမှပေါ့နော်သူရေကူးပြီးမှတို့လာတဲ့ခါကျတို့ကျွန်းတကျွန်းကိုရောက်ကြတယ်ထိုအဲ့ကျွန်းကိုရောက်တဲ့ခါကျအဲ့ကျွန်းကနော်မေလီတေကျွန်းဖြစ်တယ်ဆိုတာကိုသူတို့တီးကြတယ်တဲ့အဲ့ကျွန်းကိုရောက်တဲ့ခါကျတော့ပေါလုကဘာဖြစ်လဲဆိုကျွန်းအဲ့မှာတို့လာတဲ့သူတွေအကုန်လုံးတို့အဲ့မှာဆိုရင်နော်လေမုံတိုင်းမိတာကဘယ်နှစ်ရက်လဲဆိုရင်နော်အငယ်29မှာကျမတို့တွေ့ရတယ်14ရက်နှစ်ပတ်တိတို့လေမုံတိုင်းမိပြီးမှပင်လယ်ပေါ်မှာပေါ့နော်တို့နော်ကိုရမဲ့ပြီးမှဖြစ်နေတယ်ဒါပြင်တို့မှာအစာရေစာလည်းမရှိဘူးရေလည်းမတောက်ဘူးအစာလည်းမစားတဲ့ခါကျတော့တို့ကျွန်းကိုရောက်တဲ့ခါကျတော့နော်ပေါလုက
အော်ဒီသူ့ရဲ့တငယ်ချင်းတွေအကုန်လုံးပေါ့နော်သူ့ရဲ့ဖွဲ့သားတွေဗိုက်စာကြမှာပဲဆိုပြီးသူမီးဖိုလိုက်တဲ့ခါကျတော့သူဘာဖြစ်လဲဆိုအိတ်ထဲကနေပေါ့နော်မွေဆိုးကလာပြီးမှသူ့လက်ကိုကိုက်တယ်ဆိုတာဒီမှာတမကျန်းစာမှာတွေ့ရတယ်အဲ့ချိန်မှာကျွန်းသားလူရိုင်းတွေကဘာဖြစ်လဲဆိုတို့ဒီအယံကိုအော်ကြရမနော်နှစ်လုံးပြူမြစ်ဆန်ပြူနဲ့ဘာဖြစ်လို့လဲဆိုရင်အော်ဒီလောက်ခက်နဲ့ဒီပင်လေထဲကနေတို့ဒီနော်မနဲ့အသက်လူပြီးမှတို့ဒီကျွန်းကိုရောက်လာတယ်ဒါပေမဲ့ဒီတယောက်ကတော့တော်ကန်ဆိုတာပဲသူကတော့မကောင်းတဲ့အရာတွေပေါ့နော်ပြစ်မှားတဲ့ဟာတကယ်ဖျားမကြိုက်တဲ့အပြစ်ကြီးမားကျူးလွန်တာဖြစ်မှာဒါကြောင့်မလို့သူ့ကိုနော်ဒီလောက်ဟိုအရင်ဖျားကနော်သူတို့ရဲ့အယူအဆပေါ့နော်နတ်ဖျားကသူ့ကိုအသက်ရှင်ဖို့အခွင့်မပေးချင်တဲ့ကြောင့်မို့မွေဆိုးကသူ့ရဲ့လက်ကိုကိုက်တယ်ဆိုမှသူအဲ့လိုမျိုးထင်ကြတယ်ဒါပေမဲ့ပေါလုကတော့တိတောင်းမတိလိုက်ဘူးသူ့ဘောနော်ပြည့်စိတ်တွေကိုက်တယ်လို့မျိုးပဲသူကထင်ပြီးမှနော်ခါချလိုက်တယ်မီးဖိုပေါ်မှာနော်အဲ့မွေစိုးကိုခါချလိုက်တယ်သူ့မှာဘာမှပြဿနာသူစိုင်းနေဘာမှလက္ခဏာတွေမတွေ့တဲ့ခါကျအဲ့ချိန်မှာဘာဖြစ်လဲဆိုရင်အဲ့မေလတီကျွန်းရှိတဲ့လူရိုင်းတွေကပေါ့နော်သူ့ကိုဒီလူကလူရိုးလူမဟုတ်ဘူးနော်အစားတော့ကတကယ်ဆိုရတဲ့လူဆိုပြီးသူတို့ရဲ့အမြင်ကပေါ့နော်အမြင်ချစ်ချင်းကိုပြောင်းသွားတယ်နော်လူတွေဆိုတာနော်တကယ်အပြောင်းလဲမြန်နေဆိုတာနော်ဒီညာနေလဲတွေ့ရတယ်နော်ချီမွန်ခုနရက်ကဲရက်ခုနရက်ဆိုတဲ့တိုင်ခုနတော့ကတကယ်အထင်သေးပြီးမှဒီလူကတကယ်ဆိုးညက်တဲ့လူဖြစ်မယ်ဆိုတဲ့အရာကနေနော်သူ့မှာဘာမှမဖြစ်လာတဲ့ခါကျတော့သူဘယ်လိုမျိုးဖြစ်လဲဆိုရင်နော်အဲ့မှာအငယ်6မှာနော်အခန်းကြီး28အငယ်6မှာသူဒီတကိုယ်လုံးရောင်မြင်တခဏချင်းတွင်လဲ၍တည်မည်ဟုထိုသူဒီကြာမြင့်စွာငန့်လင်းတော်လဲသူ၌မကောင်းသောအဖြစ်တစုံတစ်ခုကိုမြမမြင်လင်သဘောပြောင်းလဲ၍ဤသူကနတ်ဖျားဖြစ်သည်ဟုဆိုကြ၏တဲ့နော်အဲနောက်ဆုံးကျဘာမှမဖြစ်တဲ့ခါကျနတ်ဖျားဖြစ်တယ်ဆိုပြီးမှသူ့ကိုပေါ့နော်ပြန်ပြီးမှအထင်ကြီးလာတယ်နော်အဲ့လိုမျိုးဖြစ်တဲ့ချိန်မှာနော်အငယ်9မှာပါလဲဆိုရင်အဲ့ကျွန်းမေလတီကျွန်းရဲ့ကျွန်းသူကြီးရဲ့နာမည်ပါလဲဆိုရင်ပုပလိနော်ပုပလိအငယ်9မှာရှိတယ်အဲ့ပုပလိအမည်ရှိတဲ့ကျွန်းသူကြီးရဲ့အဖေကနော်အဖေကဖျားပြီးမှဝမ်းကြသွေးသွန်ယောဂဆွဲပြီးမှသူအဲ့ရပေါ်မှာလဲနေတဲ့ချိန်မှာနော်ပေါလုကတွားပြီးမှဆူတောင်းပေးလိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုအဲ့နော်ကျွန်းသူကြီးပုပလိရဲ့ဖခင်ကချက်ချင်းကိုကျမ်းမာလာတယ်ဆိုတာတွေ့ရတယ်အဲ့လိုမျိုးကျမ်းမာလာတဲ့ခါကျအဲ့ကျွန်းမှာရှိတဲ့အကုန်လုံးအနာရောဂါရှိတဲ့သူတွေအကုန်လုံးကလာပြီးတော့ဆူတောင်းခံတဲ့ခါကျအားလုံးကျမ်းမာတယ်ကျမ်းမာယုံတာမကဘဲနဲ့အဲ့နေရာမှာဘာလုပ်လဲဆိုရင်နော်ချစ်ပေါလုကနော်ကဲတင်ချင်းအကြောင်းဝင်ငါအဲ့ချိန်မှာဆိုရင်ဒီလူရိုက်နေတဲ့ပေါလုရဲ့သူတို့မှာဆိုရင်စကားတယောက်နဲ့တယောက်စကားအတိတ်ပဲနားမလဲကြဘူးတို့ဘယ်လိုမျိုးလဲလှုပ်လဲဆိုခြေဟန်လက်ဟန်နဲ့ပေါ့နော်တို့ဒီစကားပြောကြတယ်ဒီလိုမျိုးနဲ့သူ့ရဲ့မေတ္တာအားဖြင့်ပေါ့နော်ရှင်ပေါလုအားဖြင့်အဲ့ကျွန်းမှာအကုန်လုံးကကျွန်းသူကျွန်းသားအားလုံးကပြောင်းလဲခြင်းကိုရရှိတာဖြစ်ပါတယ်ဒီညမှာကျမဗာပြောချင်တယ်ဆိုပေါလုတို့အနေနဲ့ပေါ့နော်ဒီတင်ပေါ်မုံတိုင်းတာမမိခဲ့ဘူးဆိုရင်တို့ချစ်နော်ယောမမြို့ကိုရောက်မယ်မေတလီကျွန်းဆိုတာလဲတို့တိတောင်တိမှာမဟုတ်ခဲ့ဘူးနော်ဟုတ်မှာတိတောင်တိခဲ့မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတို့မုံတိုင်းကြာရောက်လို့တာလေအဲ့နေရာမှာတို့ရောက်တဲ့ခါကျတော့အဲ့နေရာကိုဖျားကပြင်ဆင်ပေးတာဖြစ်တယ်အဲ့နေရာမှာဆိုရင်သူဝိညာဉ်ရေးရမှာပေါ့နော်နယ်မြေတိုးချက်ပေးတာဖြစ်ပါတယ်လို့အဲ့လိုမျိုးပဲကျမတို့တစ်ခါလေကြားရင်မုံတိုင်းမိတယ်ခက်ခဲမှုတွေပြဿနာတွေကြုံတွေ့ရတယ်ကျမတို့ရဲ့အတင်းတော်မှာဆိုလဲပေါ့နော်ကျမတို့ဒီနှစ်ထဲမှာလဲကျမတို့နော်ဗျာခုံပါဆိုလဲပေါ့နော်သူလဲမုံတိုင်းအကြီးကျယ်ခံစားရတယ်နော်အဲ့မှာသူဟောင်ထဲမှာရောက်တဲ့ခါကျတော့ဘာဖြစ်လဲသူကိုယ်တိုင်တက်တယ်ခါနာနော်အဲ့မှာဆိုဤဝင်ကလေးတွေဝင်ငါလို့ရတယ်သူတပားကိုသူဆူတောင်းပေးလို့ရတယ်ပေါလုတို့ကလည်းဒီမုံတိုင်းမိချင်းအားဖြင့်မေတ္တလိကျွန်းမှာရှိတဲ့ကျွန်းသူကျွန်းသားတွေနော်အနာယောဂါကိုနော်ဆူတောင်းပေးခြင်းဖြင့်အနာယောဂါတာကျမ်းမာဒီတာမကဘဲနဲ့အရောက်စီတိုင်းကဝိညာဉ်
ကဲတင်ချင်းကိုရရှိတာဖြစ်တယ်အခုချိန်မှာဆိုလဲပေါ့နော်စိတ်ပေါ်ဆိုပြီးမှနော် spirit chest ဆိုပြီးမှအကြီးကြီးပေါ့နော်ဒီမက်တလီကျွန်းမှာကျမအခုချိန်ကြီးဒီရှင်ပေါ်လူကိုပေါ့နော်အတိမတ်ဟိုအရင် memory အတွက်ပေါ့နော်အတင်းတော်တပါရှိတယ်ဆိုတာပေါ့နော်အဲ့ဟာလည်းပြောချင်ပါတယ်လို့ကျမတို့ရတက်တာမှာဆိုရင်ကျမတို့လွတ်မြောက်ဖို့ပေါ့နော်ကျမတို့ဒီထောင်ထဲမှာရောက်နေတဲ့ချိန်မှာခက်ခဲမှုမုံတိုင်းတွေကြုံတွေ့ရတဲ့ခါကျကျမတို့ဒီအဲ့ထဲမှာရောက်ရှိစေတာကနော်ဖခင်ရဲ့အလိုတော်တွေရှိတယ်။ဘာဖြစ်လို့လဲဆိုဒီထောင်ထဲမှာရှိတဲ့သူတို့ရဲ့စာငတ်တဲ့အော်ဟစ်တန်တွေကိုဖခင်ကနားထောင်တယ်။ဖခင်ကကြားတယ်နော်သူကျမတို့ထောင်ထဲတွေနော်အနာယောဂါတွေခံစားရတဲ့ခါကျတော့ကျမတို့နော်တကယ်ခိုကိုရမဲ့တဲ့ခါကျတော့ဖခင်ကိုကျမတို့အရောက်စီတိုင်းကအော်ခေါ်ကြတယ်ငါ့ကိုဘသူကဲမလဲနော်ငါ့ကိုဘသူကဒီထက်ကနေယုံထွက်နိုင်ဖို့ဆွဲကူမလဲဆွဲထူမမလဲဆိုပြီးမှတို့ဒီအော်ဟစ်တန်ကိုပေါ့နော်ဖះကကြားတယ်ဖះကကြားတဲ့ခါကျတော့နော်တင်းကိုထောင်တဲ့ဒေါ်လာကောက်ခက်ခဲမှုပြဿနာတစုံတစ်ခုကိုရောက်တဲ့ကိုကျမတို့ကိုကြားရောက်စေတယ်တခါလေကျရင်အဲ့လိုမျိုးဖြစ်တဲ့ခါကျရင်ကျမတို့ဘက်ကနေပေါ့နော်ကျမတို့ဘာဖြစ်တာလဲငါမှဘာကြောင့်ဒီလိုမျိုးခံစားရတယ်တဲ့တခါလေကျရင်အိုးငါဒီလောက်ဖះအတွက်လုံနေငါဘာဖြစ်လို့ဒီဟာဒီခံစားရတယ်လဲဆိုကျမတို့ဖះကိုမေးခွန်းများစွာကျမတို့မေးတတ်တယ်ဘာဖြစ်လို့လဲဆိုရင်ကျမတို့အမြဲတမ်းဆုတောင်းတယ်ကျမတို့အမြဲတမ်းကျမ်းစာဖတ်တယ်ဖះအတွက်နော်ကျမတို့ရဲ့ကိုခန္ဓာစိတ်ဝိညာဉ်တန်ရှင်းစင်ကြယ်စွာနဲ့ဖះအတွက်ကျမတို့စက္ကတ်တယ်ဒါပေမဲ့ဘေးအန်ဒီနော်လမ်းဘေးကိုတခါလေကျရင်ကျမတို့ရောက်တတ်တယ်ခက်ခဲမှုပြဿနာတွေရောက်တတ်တယ်ဒီအရာကဘာလဲဆိုဖះကတင့်ကိုနော်ယုံကြည်စိတ်ချလို့ဒီမုံတိုင်းထဲမှာဒီပြဿနာတွင်းထဲမှာကြာရောက်နေတော့လဲလုံးဝလဲမကြဘဲနဲ့သူတပားကိုပြန်ပြီးမှလဲထူဖို့ပေါ့နော်ကျမတို့ကိုတန်လိုက်အနေနဲ့ဖះကပေးတာဖြစ်တယ်ဒီဂျိုင်ထဲမှာဒီကြောက်ထဲမှာကျမတို့အမြဲတမ်းကြာဖို့ဘို့ပဲအဲ့ထဲမှာရှိတဲ့လူတွေပေါ့နော်ကျမတို့ဆွဲထူဖို့ပြန်ပြီးမှပေါ့နော်ခေါ်ဆောင်ပေးဖို့ကျမတို့ကိုပေါ့နော်ဘုရားကလိုတော့ရှိတာဖြစ်ပါတယ်လို့ကျမ2015ခုနှစ်လောက်တုန်းကလည်းကျမတားပေါ့နော်ကျမတားကြီးကဦးအတက်ခွဲတာဖြစ်တယ်အဲ့ချိန်မှာဆိုရင်နော်ကျမဆိုလည်းကျမမိသားစုဆိုလည်းဘုရားအတွက်တကယ်ကိုပါဝင်တာစက္ကတ်တယ်တာသမီတွေနဲ့နော်ကျန်းစာတွေဖတ်တယ်အဲ့လိုမျိုးဖြစ်တဲ့ချိန်မှာသူ့အနေနဲ့ကျမကိုကမ်လောက်တာပေါ့နော်အဲ့ချိန်မှာအရင်တကြမှာဆိုရင်မြန်မာပြည်မှာဆိုရင်တကြမှာဆိုရင်အမြဲတမ်းနေရာတိုင်းမှာကမ်ရှိတယ်ကျမတို့လည်းကမ်လုပ်တယ်အဲ့မှာဆိုရင်ကျမဒီကလေးတွေပေါ့နော်ဥဆောင်ပြီးမှကမ်ကိုဥဆောင်ပေးတယ်အဲ့ချိန်မှာကျမသားကဦးအသက်ပေါက်တဲ့ချိန်နော်ပေါက်တဲ့ခါကျအဲ့ချိန်ဆိုရင်လည်းကျမတို့မြန်မာပြည်ကတကြချိန်ဆိုရင်နော်ဈေးတွေလည်းပိတ်တယ်ဈေးရုံတချို့တွေလည်းပိတ်တယ်ကျမသားကနော်တကြအကြနေမှာဦးအသက်နာကျင်ပြီးမှခံစားရတယ်နော်တနေ့နေ့မှာဦးအသက်နာဘိုက်နာတာကိုယ်ရိုးရိုးဘိုက်နာတယ်လို့ပဲထင်တာပေါ့နော်ဆူတောင်းတယ် तू လုံးဝမခံနိုင်ဘူးအဲ့ချိန်မှာ तू က73နှစ်ပဲရှိသေးတယ်အဲ့မှာဆိုရင်ကျမတို့ဇာလန်61ကိုတာမီမြောက်အခောက်100လောက်ရှိမှထင်တယ်ကျမတို့အမြဲတမ်းရွတ်ဆိုတယ်ရွတ်ဆိုလိုက်ဆူတောင်းပေးလိုက် तू ခဏလောက်မေးပြီးမှအိတ်လိုက်ကျမတို့ဆေးခန်းလဲတွားတယ်ပေါ့နော်ဆေးရုံလဲတွားတယ်အဲ့မှာ तू တို့ကလဲဆေးတွေပေးတယ်လုံးဝဘာမှမဖြစ်ဘူးတနင်္ဂနွေနေ့မှာခံစားတာကအင်္ဂါနေ့ကျမှပဲဆေးရုံမှာအဲ့နှစ်ဆန်းတရက်နေ့ရောက်မှပဲဆေးရုံမှာဆရာဝန်ခွဲစိတ်ဆရာဝန်တွေလာပြီးမှသူခွဲစိတ်ပေးတယ်နော်အဲ့ချိန်မှာဆိုရင်လည်းအမျိုးမျိုးဟိုနော်အဲ့နှစ်ရက်3ရက်တိခံစားတယ်ဆိုတာလူတော်တော်လေးရှားတယ်ပေါ့နော်ဒါပေမဲ့ဖခင်ရဲ့ကွယ်ကပေးမှုအားဖြစ်ပေါ့နော်ကျမတို့ဆေးရုံရောက်သွားတယ်ဒီဆေးရုံကိုရောက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုအဲ့မှာဆိုရင်တကယ်ကျမတို့မကြောက်ဘူးတဲ့အရာတွေအများကြီးကလေးတွေကျမရောက်သွားတာကလေးဆေးရုံအဲ့မှာဆိုရင်လည်းအမျိုးမျိုးတချို့ကလေးတွေဆိုနော်အရန်ဆော့လွန်းလို့ဒီစအိုကနေနော်ဒီပိုက်ချီကိုနော်ဝလုံးချွန်တွေနဲ့ထိုးပြီးမှအဲ့ဝလုံးချွန်နော်တို့ခြံစည်းရုပ်ကာတာကို
ခွာကြော်ပြီးမှအိမ်မှာစိုက်ဝင်သွားတဲ့သူတွေလည်းရှိတယ်တချို့ကလေးတွေဆိုဒီမှာစားတဲ့အောက်ကပြန်ထွက်တယ်အဲ့လိုမျိုးတွေအများကြီးရှိတယ်ဒီအရာတွေကိုကျမတွေ့ပါကျမတို့တွားပြီးမှဆူတောင်းပေးတယ်ဝင်ကလေးလည်းဝင်ငါပေးတယ်အိမ်မှာဆိုရင်ကျမတားပါပြောလဲဆိုနော်ကျမအခုဒီຢာကိုပေါ့နော်ကျမဖိုင်ရင်းနဲ့ကျမပြန်ပြီးမှတတိရတာဖြစ်တယ်လို့အဲ့မှာကျမတားပါပြောလဲဆိုအမေတဲ့ဟိုဖျားကားတဲ့တားကိုနေမကောင်းအောင်လုပ်တာတဲ့အမေကဒီမှာတွားပြီးမှလူတွေကိုဟိုသူတို့ကိုဆူတောင်းပေးဖို့ဤဝင်ကလေးဝင်ငါဖို့ဖျားအလိုတော်ရှိတာဖြစ်တယ်တဲ့သူအဲ့လိုမျိုးပြောတဲ့ခါကျတော့ကျမတကယ်ဝမ်းတာတယ်အိုးတကယ်ပဲဖျားကကျမကိုနော်ယုံကြည်လို့ခိုင်ခန့်လို့ခိုင်ခန့်စေချင်ဘယ်လိုပြောမလဲကျမကိုယုံကြည်လို့ဒီနေရာမှာကျမကိုပို့တာကျမတားတာမကဘဲနဲ့ဒီမှာရှိတဲ့သူအရောက်စီတိုင်းကိုလည်းကျမဆူတောင်းခွင့်ရတယ်နော်ကျမတို့မြန်မာပြည်မှာဆိုဝေစာတွေကျမတို့ဝေလို့ရတယ်လေနော်ဒီဝေစာလေးတွေပေးတယ်ကဲတင်ချမ်းအကြောင်းလေးတွေပြောရတယ်ခွင့်ပေးတယ်ဟောဒီအရာတက်ဖခင်ကကျမကိုပြင်ဆင်ပေးတာဖြစ်ပါလားဆိုမှကျမခံစားရတယ်။ဘာဖြစ်လို့လဲဆိုရင်သူတို့ကဘာလဲဆိုတို့မှမျောလင့်ချက်တွေအကုန်မဲ့နေကြပြီ။အဲ့ချိန်မှာသူတို့မှနော်အသက်ရှင်တဲ့ဖခင်ရှိတဲ့ဆိုရင်ကျမတို့ကိုကူညီပေးပါဆိုပြီးသူတို့ရဲ့အော်ဟစ်တန်ကိုဖခင်ကကြားတာဖြစ်တယ်။ကျမတို့ရဲ့အသက်တာမှာဆိုရင်တခါလေကြာရင်ဘေးအန္တရာယ်တွေဒုက္ခပြဿနာတွေရောက်တာကကျမတို့ကြောင့်မဟုတ်ဘူး။ဖခင်ရဲ့အလိုတော်ကြောင့်ဖခင်ရဲ့အခွင့်တော်ကြောင့်မလို့ကျမတို့ပေါ့နော်ဒီညမှာကြုံတွေ့ရတာဖြစ်တယ်ဒီညမှာကျမတို့ညီးတွားဖို့မဟုတ်ဘဲနဲ့ကျမတို့ရဲ့ဝိညာဉ်မျက်စိကိုလင်းပြီးမှအော်ငါဘသူ့ကိုမဆရမလဲဘသူ့ကိုငါကူညီပေးရမယ်ဘသူ့ကိုငါဆွဲထုတ်ပေးရမလဲဆိုတာပေါ့နော်ကျမတို့ဒီရပေါ်လူကဲတော့ပေါ့နော်ကျမတို့လူများအတွက်ကောင်းခြင်းမင်္ဂလာဖြစ်ဖို့ပေါ့နော်ကျမဝင်ငါချင်ပါတယ်လို့ဒုတိယအနေနဲ့ဘုရားရဲ့ကွယ်ကာမှုနော်ဘုရားကနော်လူတွေအားလုံးကိုပေါ့နော်ကျမတို့ကိုမရှုံးပဲနဲ့အားလုံးကိုကဲတင်ချင်းရရှိဖို့အလိုတော်ရှိတာဖြစ်ပါတယ်လို့ဒီညမှာဆိုရင်ကျွန်မယောနာနဲ့နော်ယောနာရဲ့ကြုံတွေ့ရတဲ့မုန်တိုင်းအားဖြစ်ပေါ့နော်ခွန်အားပေးချင်ပါတယ်လို့ယောနာအခန်းကြီး1ယောနာအခန်းကြီး1မှာကျွန်မတို့တွေ့နော်အတိတ်ကနေကျွန်မတို့ကြည့်မယ်ဆိုရင်နော်အငယ်1မှာဆိုရင်အမိတဲဤတာယောနာတို့ရောက်လာတော့ထာဝရဘုရား၏နှုတ်ကပတ်တော်မူကားတင်ထား၍နိနဝေမြို့ကြီးတို့တွားပြင်းနေချင်းချောက်သောစကားနဲ့ကြွေးကြော်လော့ထိုမြို့ပြုသောဒုစရိုက်အဖြစ်သည်ငါရှေ့သို့တက်လာပြီဟုမိန့်တော်မူ၏တဲ့နော်ဒီညမှာနော်ဒီနိနဝေမြို့ဆိုတာအမတားမှဆိုးညစ်တဲ့မြို့ဖြစ်တယ်ဆိုတာကျွန်မတို့တွေ့ရတာဖြစ်တယ်ဒီမြို့ရဲ့ဘလောက်ထိဆိုးညစ်လဲဆိုရင်သူတို့ရဲ့ဒုစရိုက်တွေကထာဝရဘုရားရှေ့တော်မှာတောင်မှတက်တယ်ဆိုတာကျမတို့တွေ့ရတာဖြစ်တယ်နော်အဲ့ဆိုရင်အရာတကယ်ပြောလို့မရလောက်အောင်တကယ်စိုးညက်တယ်ဒုစရိုက်အဖြစ်တွေတဲ့များပြားတယ်ဆိုတာကျမတို့တွေ့ရတယ်နော်ဒီမှာအငယ်3မှာဆိုရင်တုတ်တော်လဲယောနာဒီထာဝရဘုရားထံတော်မှာတာရှုမြို့တို့ပြေးမြအကြံရှိသည်နှင့်ထလျက်ရုပ်ပေမြို့တို့တွား၍ရောက်သဖြင့်တာရှုမြို့တို့တွားသောတင်းဘောကိုတွေ့ကြုံ၍တင်ဘောခကိုပေးပြီးလင်ထာဝရဘုရားထံတော်မှတင်ဘောသားတို့နဲ့တူတာရှုမြို့တို့လိုက်ခြင်းကတင်ဘောကိုစီးလေ၏နော်ဒီညမှာကျမကြည့်တဲ့ခါကျတော့ဘာဖြစ်လဲဆိုယောနာရဲ့အသက်တာကိုကျမပြန်တွေးကြည့်တဲ့ခါကျယောနာလည်းပေါ့နော်ကျမတို့လိုပဲပြန်မပြောနားမထောင်နော်ဘုရားကနော်သူ့ကိုဒီနိနဝေမြို့ကိုနော်တွားပြီးမှတွားချင်းချောက်တဲ့စကားနဲ့တွားပြောသူတို့ရဲ့ဒုစရိုက်တွေအယံကိုနော်တကယ်များပြားပြီးငါစီကိုတက်လာပြီးဆိုတဲ့ခါကျလုံးဝဟုတ်ကဲ့လည်းမပြောနော်ပြန်လည်းမပြောဘူးဒါပြီးရင်နားလည်းမထောင်ဘူးဆိုတာကျမတို့တွေ့ရတာဖြစ်တယ်နော်ကျမတို့ဒီအသက်တာလည်းမကောင်းဘူးဆိုတာပေါ့နော်ကျမတို့ဒီလိုမျိုးပြန်မပြောနားမထောင်တဲ့သူတွေရှိခဲ့တယ်ဆိုရင်လို့ကျမတို့တက်တာကိုပြန်လဲပြမပြင်ဆင်ကြရအောင်နော်ဒီဒါပြီးရင်ဒီနေရာမှာဆိုရင်နော် तू ကရုပ်ပေမျိုးတို့တွား၍တာရှုတို့တွားတော့တင်ဘောကိုတွေ့ကြုံ၍တဲ့နော်တာရှုတွားတဲ့တင်သူ့ကိုဖျားကနိနဝေမျိုးကိုတွားခိုင်းတာဒါပေမဲ့ तू တွားတော့တွားတယ်သိလားနော်တင်ဘောစိတ်ကိုတော့ तू တွားတော့တွားတယ်ဒါပေမဲ့အဲ့ညမှာဘာတင်ဘောရှိလဲဆိုနော်တာရှုတွားတဲ့တင်ဘောရှိတယ်
ဒီညမှာကြည့်တယ်ဆိုရင်ပေါ့နော်ကျမတို့လည်းတစ်ခါတည်းကြိုင်ပြောတတ်တယ်ရေကန်အတက်နော်ကြာအတက်လားအဲ့လိုမျိုးပြောတတ်တယ်ရှိတယ်နော်ကျမတို့တစ်ခါတည်းကြိုင်ရင်နော်ခက်ခဲမှုတွေကျမရောက်မှကပြောဘူးတယ်နော်အမရေးတဲ့သူမှာပြဿနာတစ်ခုရှိခဲ့ဘူးလေပေါ့နော်အဲ့မှာတဲ့သူဒီရာတော့ပေါ့နော်လူတယောက်ကိုအကူညီတောင်းတာတဲ့သူလိုချင်တာထက်ပို့ပြီးမှပေးတယ်တဲ့အဲ့ဆိုဖះအလိုတော်လိုမျိုးဖြစ်သွားတယ်တဲ့နော်တကယ်စာတန်ကအလုတ်လို့ဖះအလိုတော်နဲ့လိုပေါ့နော်အဲ့လိုမျိုးအလုတ်လောက်တာတဲ့ဒီနေရာမှာဆိုလဲယောနာကလည်းနော်နိနဝေမြို့ကိုတွားမဲ့အရာမှာနော်သူတွားတာနဲ့တာရှုတင်ဘောကရှေ့မှာဆက်ရောက်နေတယ်ထွက်ခါနီးလေးဖြစ်နေတယ်ပေါ့နော်အဲ့ဆိုအမလေးကောင်းလိုက်တာငါဒီနေနဝေမြို့တွားမဲ့စဒီတင်ဘောမှာတက်မဲ့ဟေးဆိုပြီးသူအဲ့တင်ဘောမှာတက်သွားတယ်ဆိုတော့ကျမတို့တွေ့ရတယ်အဲ့လိုမျိုးသူအဲ့တာရှုတင်ဘောတက်သွားတဲ့ခါကျတော့အငယ်လေးမှာပါဖြစ်လဲဆိုရင်ထာဝရဘုရားဒီလည်းပြင်းစွာသောလေကိုပြင်လေတို့ဆေလွတ်သဖြင့်ပြင်လေ၌ကြီးစွာသောမိုးတက်မုန်တိုင်းဖြစ်၍တင်ဘောဒီပြက်လူသောလက္ခဏာရှိ၏တဲ့နော်ဒီလိုမျိုးဖယားရဲ့နော်ဖယားရဲ့အကြံစီထဲမှာဖယားသခင်ထံကနေရှောင်လွဲတဲ့ခါကျတော့ဘာဖြစ်လဲဆိုရင်ထာဝရဘုရားကလည်းပြင်းစွာသောလေကိုပြင်လေပေါ်မှာဆေလွတ်ပြီးမှမိုးတက်မုန်တိုင်းကိုဖြစ်ပြီးမှတင်ဘောကိုပြက်စီးလို့မတတ်ပေါ့နော်ခံစားစေတယ်ပြက်လို့တော့လက္ခဏာပေါ့ပျက်စီးမတတ်ခံရတယ်ဆိုတော့ကျမတို့တွေ့ရတယ်နော်ဒါပြင်အငယ်ငါးမှာဆိုရင်တွေ့ခါတင်ဘောသားတို့ဒီကြောက်ရအတီးတီမိမိတို့ဖျားကိုအော်ဟစ်ကြ၏တင်ဘောပေါ့စေခြင်းငါဝင်များကိုလည်းပြင်လက်ထဲတို့ပြစ်ချကြ၏ယောနာမူကတင်ဘောဝမ်းထဲတို့ဆင်း၍အိပ်ပျော်လက်နေ၏တဲ့နော်ဒီချိန်မှာနော်သူကတော့အဲ့တာရှုတင်ဘောကိုတင်ဘောလက်မဖြတ်ပြီးတာနဲ့သူဘာလုပ်လဲဆိုတော့နော်လူများတွေဆိုရင်ပေါ့နော်ကျမတို့လူဆိုရင်နော်အဲ့တင်ဘောမှာရှုခင်းတွေလိုက်ကြည့်နေမယ်အဲ့ချိန်တော့ဖုန်းတွေတော့မပေါ်သေးဘူးပေါ့နော်မျက်စိနဲ့ပေါ့နော်မျက်စိအစာကျွေးပြီးမှကြည့်နေမှာဒါပေမဲ့ तू ကဖျားထံကနေနော်ရှောင်လွဲတဲ့သူဆိုတာ तू ကို तू တည်တဲ့ခါကျန် तू ဘာလုပ်လဲတင်ဘောရဲ့ဝမ်းထဲမှာပေါ့နော်တွားပြီးမှအိတ်တယ်လူတွေမမြင်နိုင်လူတွေမြင်မှာမဟုတ်ဘူးလူတွေလည်းမမြင်နိုင်ဘူးဆိုတော့ဖျားလည်းမမြင်နိုင်ဘူးလို့သူကထင်တယ်နော်အဲ့မှာသူကတင်ဘောဝမ်းထဲတော့ဆင်းပြီးမှအိတ်ပျော်တယ်ဆိုတာတွေ့ရတယ်အဲ့မှာဆိုကျွန်မဆာလန်နော်135အပိုက်ငယ်ခွန်ကနေရှစ်မှာဆိုရင်ဝိညာဉ်တော်နဲ့လွတ်ချင်းအလို့ငါပဲအရက်တော့သွားနိုင်တယ်နော်ကောင်းကင်ဘုံတက်တယ်ဆိုရင်လည်းထာဝရဘုရားရှိတယ်နော်ထာဝရဘုရားတောင်းတော်နဲ့ပို့ဆောင်မယ်မရဏနိုင်ငံမှာဆင်းတယ်ဆိုရင်လည်းထာဝရဘုရားကွယ်လက်တော်နဲ့သူပါရှိတယ်ဆိုတော့ကျွန်မတမန်ကျမ်းစာထဲမှာတွေ့ရတယ်နော်အဲ့ဒါဆိုတော့ तू ကဒီတင်ဘော1ထဲမှာအဲ့တခါကျတော့သူ့ကိုဘသူမှမသိနိုင်ဘူးထာဝရဘုရားကလည်းသူ့ကိုမမြင်နိုင်ဘူးထင်ပြီး तू အဲ့လိုမျိုးနေတာနော်အဲ့လိုမျိုးနေပေမဲ့နော်တင်ဘောတကြီးကသူ့ကိုတွေ့တဲ့ခါကျနေဘာဖြစ်လို့ဒီလိုမျိုးလုပ်တာလဲအခုငါ့ကိုတင်ဘောကပြစ်လို့နေပြီငါ့အခုအကြီးကျယ်ဒုက္ခရောက်ပြီဆိုတော့ခါကျ तू ဘလို့မှမခံစားဘူး तू အေးဆေးပဲနေတယ်ဘာဖြစ်လို့လဲဆိုရင် तू ကသူ့ကိုတိတယ်လေ तू အဖြစ်ကြောင်းဆိုတာနော်အငယ်ကိုမှဆိုရင် तू ဘာပြောလဲဆိုရင်နော်သူငါဒီတဲ့ဟေပြည့်မျိုးသားဖြစ်တယ်တဲ့ရေမြေကိုဖန်ဆင်းသောကောင်းကင်ဘုံရဲ့အရှင်ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်တော့သူဖြစ်တယ်တဲ့နော်သူ့ကိုသူမိတ်ဆက်တယ်ဒီဒါပြည့်ရင်သူဘာပြောလဲဆိုရင်အငယ်30မှာဆိုရင်နော်အငယ်အနောက်ဆုံးမှာဆိုရင်ယောနဒီထာဝရဘုရားထံတော်မှမြင့်မြင့်ပြေးကြောင်းကိုဖော်ပြတော့ကြောင်းသူတို့တီးကြ၏တဲ့နော်ဒီချိန်မှာနော်ဒီလောက်မိုးတက်မုန်တိုင်းနဲ့တို့ဖြစ်နေတဲ့ခါကျဒီအရာတွေအားလုံးကသူထာဝရဘုရားထံကနေပြေးလို့သူ့ကြောင့်မလို့ဖြစ်တယ်ဆိုတာသူပြောပြတယ်နော်ဒီညမှာဆိုရင်ယောနတကယ်သဘောကျတယ်အပြစ်ကိုဝန်ခံရဲတဲ့တတိရှိတယ်ပေါ့နော်ဒီအရာလဲတကယ်လိုအပ်တာဖြစ်တယ်တချို့ကနော်ခေါင်းရှောင်တယ်ကိုလှုပ်တဲ့အရာကိုပေါ့နော်ကိုတာဝန်မယူချင်ဘူးခေါင်းရှောင်တဲ့အရာတွေရှိတယ်ဒါပေမဲ့ယောနကသူကိုယ်တိုင်သူ့ကိုလည်းသူဟာရေမြေအရှင်
ဖန်ဆင်းသောကောင်းကင်ဘုံအရှင်ဖျားတကယ်ထာဝရဖျားကိုကိုးကွယ်တဲ့သူဖြစ်တယ်ဆိုတဲ့အကြောင်းသူဟာဖျားထံကနေထွက်ပြေးလို့ဒီလိုမျိုးပြဿနာကြုံတွေ့ရတဲ့အကြောင်းကိုသူရိုးသားစွာဝန်ခံတယ်ဆိုတာတွေ့ရတယ်နော်ဒါဖြင့်သူဘာပြောလဲဆိုရင်ငါ့ကိုချီပြီးမှပြင်လက်ထဲမှာဖြတ်ချလိုက်ပါတဲ့ဒါဆိုရင်မုံတိုင်းချက်ချင်းငိမ့်လိုက်မယ်ဒါပေမဲ့လူတွေကတော့သူ့ကိုမလုပ်ရဲကြဘူးနော်ဒါပေမဲ့ဒီအရာကို तू အနေနဲ့ तू ဖြစ်တဲ့အတိုင်း तू ဝန်ခံရဲတယ် तू ဒီလိုမျိုးဝန်ခံရဲတဲ့ခါကျတော့လူတွေကလည်းသူ့ကိုပေါ့နော်နောက်ဆုံးကျတော့ပြင်လက်ထဲမှာသူ့ကိုလွတ်ချလိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုရင်တင်ပေါ်လဲမုံတိုင်းလဲချက်ချင်းငိမ့်တယ်သူ့ကိုလည်းဖခင်က तू အမှန်တိုင်းဝန်ခံတဲ့ခါကျတော့ဘာဖြစ်လဲဆိုရင်သူ့ကိုမျိုးမဲ့ငါဝေလငါကြီးကိုဖခင်ကပြင်ဆင်ပေးတာဖြစ်တယ်နော် तू အမှန်တိုင်းမဝင်မခံဘူးဆိုရင်ဝေလငါမမျိုးပဲနဲ့သူ့ကိုဝါးစားဖြစ်မှာဖြစ်တယ်ကျမတို့ရတက်တာမှာလည်းဖခင်ကဘာလိုချင်လဲဆိုရိုးသားချင်းအိမ်မတာမလိုချင်တဲ့ဖခင်ဖြစ်တယ်နော်ကိုယ့်ရဲ့အဖြစ်ကိုအဖြစ်တိုင်းကိုမားတယ်ဆိုရင်မားတဲ့အတိုင်းဝင်ခံတယ်ဆိုရင်ကျမတို့ရဲ့ तू ကဂယုဏကြီးမားတဲ့ဖခင်ဖြစ်တယ်ပေါ့နော် तू ကပြန်လဲပြီးမှကျမတို့ကိုပြန်လဲပြီးမှပွေ့ချီပိုက်မဲ့ဖခင်ဖြစ်တယ်ဆိုတာပြောချင်ပါတယ်လို့ကျမတို့တက်တာမှာဆိုရင်လည်းဘောအမှာဖခင်ကကျမတို့ကိုစေခိုင်းတဲ့အရာတွေကိုကျမတို့လွဲရှောင်ပြီးမှပေါ့နော်ကျမတို့ရဲ့အုံနောက်အတိညာနဲ့ဒီလိုမျိုးဆိုရင်တော့ငါတွက်ချေမကြိုက်ဘူးဆိုပြီးမှပေါ့နော်ကျမတို့အများကြီးကျမတို့ကြုံတွေ့ရတာဖြစ်တယ်အမှုတော်ဆောင်မှာဆိုရင်လည်းယုံကြည်သူတွေမှာဆိုရင်လည်းတခါလေကြရင်ဖခင်ကစမ်းတမ်းမှုတွေနဲ့ကျမတို့ကိုမုံတိုင်းကိုတက်ရကြားရောက်စေတယ်တခါတလေကြရင်စိန်ခေါ်မှုတွေနဲ့ကျမတို့မုံတိုင်းကိုကျမတို့ဖျက်တမ်းရတယ်တခါလေကြရင်စမ်းတမ်းမှုတွေနဲ့ကျမတို့ကြုံတွေ့ရတယ်ဒီလိုချိန်မှာနော်ကျမတို့ရိုးသားစွာကျမတို့နေကြရအောင်နော်ကျမတို့အုံနောက်နဲ့တွက်ချက်ပြီးမှလုပ်တဲ့အရာတွေယောနာကဲ့သို့သူ့အနေနဲ့မတွားချင်လို့သူရှောင်လွဲလိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုသူတာမကဘူးနော်အဲ့တင်ပေါ်ထဲပါလာတဲ့သူအရောက်စီတိုင်းရဲ့ပစ္စည်းဥစ္စာတောင်မှရှုံတွားရတယ်ဆိုတာကျမတို့တွေ့ရတာဖြစ်ပါတယ်လို့ဒီလိုမျိုးနော်သူ့အနေနဲ့ရိုးသားစွာဝင်ခံတဲ့ခါကျသူ့ကိုမျိုးမဲ့ဝေလာငါးကိုဖခင်ကငါးကြီးကိုဖြန့်ဖန်ဆီးပြီးတော့နော်စေလွတ်ပြီးတော့သူ့အနေနဲ့နိနဝေကိုပဲပြန်သွားစေတာဖြစ်တယ်နော်ဒီအရာတွေသူ့နောင်တနှလုံးသားနဲ့ဖခင်ကိုထံတော်၌ဆုတောင်းတဲ့ခါကျဖခင်ကပြန်ပြီးမှသူ့အတွက်လွတ်မြောက်ရာလမ်းဖွင့်ပေးတာဖြစ်တယ်ကျမတို့ရဲ့တက်တာမှာလည်းနော်ဖခင်ရဲ့အလိုတော်တိုင်းလိုက်မလျှောက်ရခက်ခဲမှုပြဿနာကြီးကျမတို့ကြုံတွေ့တဲ့အချိန်တွေလည်းရှိတတ်ပါတယ်လို့ဒီလိုမျိုးရှိနေတဲ့အချိန်မှာကျမတို့ချက်ချင်းဒူးထောက်ရအောင်နော်ယောနာကိုယ်တိုင်လည်းငါကြီးဝမ်းထဲမှာနော်မဲမောင်နေတဲ့အချိန်မှာသူဟာချက်ချင်းပဲဖခင်ကိုအော်ခေါ်တယ်နောင်တနဲ့ဆူတောင်းခြင်းအပြင်သူနော်တကယ်ပဲဖခင်ရဲ့ကောင်းမြတ်ခြင်းကိုပြန်လဲခံစားရတယ်လို့မျိုးပဲကျမတို့အသက်တာမှာလည်းဘလောက်ပဲဟောနော်အဆုံးထိရောက်တော့ညာလဲဖခင်ကကျမတို့ကိုအနန္တနော် infinity love နော်တကယ်အဂပန်ချစ်ချင်းမေတ္တာဖြစ်တယ်လို့လုံးဝအဆုံးအစမရှိတဲ့မေတ္တာနဲ့ကျမတို့ကိုချစ်တော်ကြောင့်ကျမတို့ရဲ့နော်ဝင်ချတောင်းပန်တဲ့အရာကိုသူအမြဲတမ်းသူကျမတို့ကိုကြိုဆိုတယ်ဆိုတာပေါ့နော်ဒီဟာနဲ့ပြောချင်ပါတယ်အသုံးချက်အနေနဲ့ပါလဲဆိုရင်ဖျားသခင်ရဲ့နော်ကျမတို့ကိုဒီမုံတိုင်းကြုံတွေ့ရခြင်းအဖြစ်ယုံကြည်ခြင်းမှာပို့ပြီးမှကျမတို့ခိုင်မာမှုရရှိစေတာဖြစ်တယ်ဒီမုံတိုင်းကပါလဲဆိုတပည့်တော်တွေနဲ့နော်တပည့်တော်တွေကြုံတွေ့ရတဲ့မုံတိုင်းဖြစ်ပါတယ်လို့လူကာအခန်းကြီး8လူကာအခန်းကြီး8နော်လူကာအခန်းကြီး8မှာဆိုရင်ကျမဒီအငယ်20ကနေ25ထဲမှာကျမတို့တွေ့ရတာတွေ့မှာဖြစ်ပါတယ်လို့ဒီမှာဆိုရင်ကျမတို့အမြဲတမ်းတည်ပြီးသားဖြစ်တဲ့ဒီတပည့်တော်နဲ့သခင်ယေရှုနဲ့တပည့်တော်တို့ကနော်တို့တရားဒေသနာဟောကြားပြီးတဲ့ခါကျတော့အိုင်တစ်ဖက်ကိုကူးတဲ့ခါကျတော့ဘာဖြစ်လဲဆိုရင်သခင်ယေရှုကလည်းမောပြီးမှတို့ကလည်းအရန်ပင်ပန်းကြတယ်ထင်တယ်တယောက်နဲ့တယောက်လည်းစကားမပြောကြဘူးထင်တယ်နော်သခင်ယေရှုလည်းကျိန်းဆက်အိပ်ပျော်နေတာဆိုတာကျမတို့တွေ့ရတယ်နော်အငယ်23မှာတွေ့ရတာဖြစ်တယ်24မှာဒီကျမတို့24မှာကျမတို့ကြည့်မယ်ဆိုရင်ဒီသခင်ယေရှုနော်အိပ်ပျော်နေတဲ့ချိန်မှာဘာဖြစ်လဲဆိုရင်နော်မိုးတက်မုန်တိုင်းတက်ရောက်တယ်ဆိုတာကျမတို့တွေ့ရတယ်
မုံတိုင်းအကြီးကျယ်ကြားတဲ့ခါကျတော့အဲ့မှာဆိုရင်တပည့်တော်တွေကနော်များသောအားဖြင့်တပည့်တော်အဲ့မှာဆိုရင်ကျမတို့ကြည့်မယ်ဆိုရင်4ယောက်ပေါ့နော်ပီတာရဲ့အန်ဒရူးရဲ့နော်ဂျေးမ်နော်ယာကုပ်နဲ့ယောဟန်တို့4ယောက်ကဘာလဲဆိုရင်ငါဖမ်းသမားတွေနော်အဲ့ငါလှုပ်တာငါဖမ်းတဲ့နေရာနဲ့တခင်ယေရှုကခေါ်တာဖြစ်တယ်တို့ဆိုတာဒီရေလှုပ်သားတွေဖြစ်တဲ့ခါကျတော့ပင်လယ်နဲ့လုံးဝမစိမ့်ဘူးပေါ့နော်တို့အရန်ကျွမ်းတယ်အဲ့မှာမိုးတမုံလိုင်းသားခါကျတော့လေထဲမှာရေတွေဝင်တဲ့ခါကျတော့တို့ချစ်ချင်းခတ်ထုတ်ကြတယ်နော်တို့မှာအဲ့ချိန်မှာဆိုရွက်လေပေါ့နော်ရွက်တိုင်နေရရှိတယ်အဲ့ရွက်တိုင်ကိုဒီပကဆွဲလိုက်နေဟိုပကဆွဲငါဒီပကဆွဲမယ်ဆိုပြီးတို့အမျိုးမျိုးပြောကြမှာပဲပေါ့နော်နောက်ဆုံးကြတို့မှာလုံးဝလှုပ်မရတဲ့ခြေနေတွေရောက်ရှိလာတယ်အငယ်24မှာဆိုရင်ပါပြောလဲဆိုရင်တပည့်တော်တို့ဒီတဲ့ချင်းကပ်၍ကိုတော်ကိုနိုးပြီးလင်တခင်အကျွန်ုပ်တို့ဒီပျက်စီးခြင်းတို့ရောက်ပါ၏ဟုရှောက်ကြတော့တဲ့နော်ဒီညမှာဆိုတပည့်တော်တွေကတို့ချက်ချင်းပေါ့နော်လေတိုင်းမိုးတဲ့မုန်တိုင်းရောက်တာနဲ့ချက်ချင်းကိုတော့အခုမုန်တိုင်းရောက်နေပြီဘလို့မလုပ်မလဲဆိုပြီးချက်ချင်းနိုးလို့ရတယ်ဒါပေမဲ့သူတို့ချက်ချင်းမနိုးဘူးသူတို့ရဲ့အင်အားနဲ့ပေါ့နော်သူတို့ရဲ့တို့ကိုယ်တိုင်ကအရင်ဆုံးတို့လှုပ်ကြတယ်သူတို့ရေတွေခတ်ကြတယ်သူတို့ရဲ့ခွန်အားနဲ့ပေါ့နော်တို့အမျိုးတို့လှုပ်တယ်ဆိုတော့ကျမတို့တွေ့ရတယ်ဒီနေရာမှာအငယ်24ကိုပေါ့နော်ကျမဇုံမိဘာသာနဲ့ပေါ့နော်ပို့ပြီးသဘောကျတယ်နော်ဘာပြောလဲဆိုရင်တုတ်ပါအောကုတ်တဲ့ကစီတဲ့တကူဟီတဲ့နော်ဒီမှာမြန်မာလိုကြတော့ဘာပြောလဲဆိုရင်ကျွန်ုပ်တို့တခင်ကျွန်ုပ်တို့ဒီပျက်စီးခြင်းတို့ရောက်ပါ၏တဲ့နော်မြန်မာလိုကြတော့နည်းနည်းပေါ့တယ်နော်ဇုံမိဘာသာနဲ့ဆိုကိုတော့ကျွန်ုပ်တို့ဟာတေခါနီးပြီတဲ့နော်ဘလောက်ထိတို့အရာဆိုးရင်လဲဆိုနော်စစ်တဲ့တက်တာဦးကြီးကျနော်တကယ်ငါ့တေခါတေလို့နီးပန်းဖြစ်ပြီကိုတော့ဆိုမှနော်တပည့်တော်တွေကပြောတာဆိုတာကျမတို့တွေ့ရပါတယ်လို့သူတို့ရဲ့နော်တို့ဘာဖြစ်လို့အဲ့လိုမျိုးပြောလဲဆိုရင်တို့တိတလောက်မှတ်တလောက်နဲ့တို့စ조사တယ်ယုံကန်တယ်နော်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့နော်လုံးဝလက်ပန်းကျတဲ့ခါကျရင်လုံးဝမလုံနိုင်တဲ့ခါကျတော့သခင်ယေရှုကိုအဲ့ချိန်ကျမှပဲအကူအညီတောင်းတယ်ကျမတို့ရတက်တာမှာဆိုရင်ကျမတို့လူသားတွေကဘာဖြစ်လို့ဆိုကိုအရင်အားကိုးချင်တယ်နော်ကိုလုံနိုင်တယ်ဘာဖြစ်လို့ဆိုတခါလေကျရင်အဲ့မုံတိုင်းတွေကလေကိုကျွမ်းကျင်တဲ့အရာကနေအဲ့မုံတိုင်းကလာတတ်တယ်နော်ဒါလေးများဆိုတဲ့အရာမှာပေါ့နော်ကျမတို့ကြားတဲ့ခါကျပို့ပြီးနာတယ်ကိုမတတ်ကျွမ်းတဲ့အရာကနေကျမတို့နော်ထိခိုက်တာတဲ့ကိုတတ်ကျွမ်းတဲ့အရာကနေကျမတို့ရှုံးတာတွေနော်ကြာဆုံးတဲ့အရာတွေကပို့ပြီးနာတယ်အဲ့လိုမျိုးပဲအဲ့ဟာကြောင့်မလို့လဲတပည့်တော်တွေကစစ်တဲ့တက်တာဦးဟင်းဆိုပြီးမှပြောတာဖြစ်မှာပေါ့နော်ဘာဖြစ်လို့လဲဆိုရင်တို့ကရေလှုပ်သားတွေရေလှုပ်ငါမှကျွမ်းကျင်တဲ့သူတွေနော်ဒီမုံတိုင်းကိုကြုံတွေ့တဲ့ခါကျတော့သူတို့နီးနဲ့သူတို့ဟာနဲ့တို့နော်တို့ဖြည့်ရှင်းတဲ့အရာမှာလုံးဝမရတဲ့ခါကျတော့ဖေဟာသခင်ယေရှုစီမှာရောက်လာတဲ့ခါကျတော့ဘာဖြစ်လဲဆိုရင်နော်အငယ်24မှာဆိုရင်နော်ဆက်ပြီးမှဖတ်မယ်ဆိုရင်ကိုတော်ဒီထ၍လိုင်းတဘိုးကိုစုံမတော်မူတစ်ဖြင့်လေနှင့်လိုင်းတဘိုးဒီငိမ့်၍တာယာလေ၏တဲ့နော်ချက်ချင်းသခင်ယေရှုထပြီးမှကဲမိုးတက်လေပြင်းတို့ငိမ့်စေဆိုခါကျချက်ချင်းတာရတယ်ဒီလိုမျိုးနဲ့သူနှုတ်ကနေပြောလိုက်တဲ့အရာကိုဒီမိုးတက်မုံတိုင်းကနားထောင်တယ်ဆိုတော့တပည့်တော်တွေကမြင်တဲ့ခါကျရင်ဘာဖြစ်လဲဆိုယုံကြည်ခြင်းမှာပို့ပြီးမှခိုင်မာလာတာဖြစ်တယ်။တို့ယုံကြည်ခြင်းမှာတာ၍တိုးပွားလာတာဖြစ်တယ်။ဒါကြောင့်မို့လို့ကျမတို့ရဲ့တက်တာမှာမိုးတဲ့မုံတိုင်းတွေကြုံတွေ့တဲ့ခါကျတော့ကျမတို့ရဲ့ယုံကြည်ခြင်းကိုပို့ပြီးမှခိုင်မာစေတာဖြစ်တယ်။တခါလေကျရင်ကျမတို့နော်အနာရောဂါမုံတိုင်းတွေကြုံတွေ့ရတယ်။ဒါပေမဲ့ဖျားရဲ့လက်တော်ကိုကျမတို့မြင်တွေ့တဲ့ခါကျတော့ကျမတို့ရဲ့ယုံကြည်ခြင်းကတာ၍တိုးခိုင်မာလာတယ်တိုးလာတယ်တိုးပွားလာတယ်ဆိုတော့ကျမတို့တွေ့ရတာဖြစ်တယ်ဒီနေရာမှာဆိုရင်နော်ဖခင်ရဲ့အလိုတော်တိုင်းကျမတို့အသက်ရှင်တဲ့ခါကျတော့နော်ဒီရှင်ပေါလုအားဖြင့်နော်
မုံတိုင်းတွေ့ချုံခြင်းအပြင်သူဟာသူတပတ်အတွက်ကောင်းခြင်းမင်္ဂလာဖြစ်တယ်မေတ္တလိကျွန်းမှာရှိတဲ့လူရိုင်းတဲ့အားလုံးကဲတင်ချင်းကိုရရှိတာဖြစ်တယ်ဒီကျွန်းစွာလူတို့အရောက်ပေါက်နေပါတယ်သူတို့တောင်မှမုံတိုင်းမြည်၍တင်းပေါ်ပြတ်တဲ့ကြောင်းမလို့ပေါ့နော်တို့ဒီကျွန်းကိုရောက်ရှိတာဖြစ်တယ်တခါလေကျရင်တင်းရဲ့ကြုံတွေ့ရတဲ့ပြဿနာလူတွေတောင်မှဒီလောက်နော်ဘသူမှမကြုံတာငါဘာဖြစ်လို့ကြုံရတယ်လဲဆိုတာဖယားကအဲ့နေရာမှာတင်းကိုအသုံးပြုချင်တာဖြစ်တယ်ဆိုတာပေါ့နော်ဒီຢာကိုပြောချင်ပါတယ်နံပါတ်2အနေနဲ့နော်ယောနာရဲ့အသက်တာသူဖယားရဲ့စကားကိုနားမထောင်တဲ့ခါကျတော့ဘာဖြစ်လဲဆိုရင်နော်သူတာမကဘဲနဲ့သူနဲ့အတူလိုက်တဲ့တင်းပေါ်ပေါ်မှာပါတဲ့သူအရောက်စီတိုင်းနော်သူတို့ရဲ့ပစ္စည်းတွေနော်တချို့ကလည်းအိမ်ကိုပြန်တဲ့သူလက်ဆောင်တွေဘာညာယူလာတဲ့ဟာတွေအကုန်လုံးပင်လက်ထဲမှာချကြတယ်ဝန်ပေါက်အောင်ဆိုပြီးမှရှိသမျှပါလာတဲ့ပစ္စည်းတွေအကုန်လုံးချတယ်နော်တင်အားဖြင့်တင်းရဲ့စကားနားမထောင်ချင်းဖယားသခင်ထားနေတင်လွဲသွားတယ်ဆိုရင်တင်နဲ့ပါလာတဲ့သူအတွက်လဲအမင်္ဂလာဖြစ်တယ်ကျွန်ုပ်တို့ရဲ့အသက်တာမှာလဲကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာဖယားအလိုတော်တိုင်းအသက်မရှင်တဲ့သူနဲ့ကျမတို့ပေါင်းတင်မိတယ်ဆိုရင်ကျမတို့ရဲ့ငွေကြေးဥစ္စာကျမတို့ရဲ့နော်ပိုင်ဆိုင်ထားတဲ့အရာတွေဝိညာဉ်သူကျေးဇူးတွေတောင်မှခန်းချောက်တဲ့အရာတွေဖြစ်တယ်နော်ကျမတို့ပေါင်းတင်ဆက်ဆံတဲ့သူလည်းအမတာမအရေးကြီးတယ်နော်ဘုရားเจ้าအမြဲတမ်းတွားချင်တဲ့တယောက်နဲ့ပေါင်းတယ်ဆိုကိုလည်းဘုရားเจ้าကိုလာချင်မှာပဲနော်ဆွဲခေါ်လာမှာဖြစ်တယ်ဒါပေမဲ့ game ပဲဆွဲနေတဲ့သူနဲ့ပေါင်းရင်တော့ဘုရားเจ้าအမြဲတမ်းတွားတဲ့သူတောင်မှဘုရားเจ้าမတွားတော့ဘူးနော်ကျမတို့ရဲ့တက်တာမှာယောနာကဲ့သို့သူတပတ်ကိုဆွဲချတော့သူလားနော်ကျမတို့ဘေးပတ်ဝန်းကျင်ကရှိတဲ့သူယောနာကဲ့သို့သူလားကျမတို့ရဲ့တက်တာကိုရှုံဆုံးမဲ့သူလားဆိုတာပေါ့နော်ကျမတို့တကယ်ပဲပိုင်းခြားတတ်ဖို့လိုအပ်ပါတယ်လို့နော်သခင်ယေရှုတပည့်တော်တွေနဲ့မုန်တိုင်းကြုံတဲ့ခါကျရင်သခင်ယေရှုနဲ့အတူရှိခြင်းအဖြစ်တို့ရဲ့တက်တာမှာဘာဖြစ်လဲဆိုရင်ယုံကြည်ခြင်းတိုးပွားလာတာဖြစ်တယ်ကျမတို့ရဲ့တက်တာမှာရောပေါ့နော်ကျမတို့ခုနတုန်းကတီဆိုသွားတဲ့တခြင်းတကယ်ပဲခွန်အားရတယ်ကျမတို့များလားလို့ပေါ့နော်ဒီနေ့နော်ဘာဖြစ်လို့လဲဆိုရင်ကျမတို့ကလည်းဒီလိုမျိုးနော်ဒီနာဝင်ငါရတယ်ဆိုတာပေါ့နော်ရှားတယ်ရှိတော့ရှိတယ်ရှားတယ်ပေါ့နော်အဲ့လိုမျိုးဆိုအဲ့ဆိုကျမတို့ဘာလုပ်ရလဲဘုရားကိုပဲကျမတို့ဖက်တွယ်ရတာကိုတော့ကျမရှိမှတော့ပါကိုတော့ကျမရဲ့နောက်မှနေပါကိုတော့ကျမနဲ့သူလျှောက်လမ်းပါဒါဆိုရင်ကျမမှာကြောက်ရွံ့ချက်အလင်းမရှိဘူးတကယ်ဒီလိုမျိုးဆူတောင်းတာလေဒီလိုမျိုးတခြင်းရှိတယ်ဆိုတာနော်ဒီမှာရောက်တာနဲ့တွေ့တာနဲ့တကယ်အယံခွန်အားရကိုတော့ကျမအတွက်ပေးထားတဲ့တခြင်းဖြစ်တယ်ဆိုမှအယံဝမ်းတာပါတယ်လို့worship တင်းတွေကိုလည်းအထူးပဲကျေးဇူးတင်တယ်နော်ဒီလိုမျိုးပဲယေရှုနဲ့ကျမကိုသွားမယ်ဆိုရင်ဘလောက်ပဲမုန်တိုင်းတွေ့ပါစေချက်ချင်းမဲ့မုန်တိုင်းငိမ့်နေတာမကကျမတို့ရဲ့ယုံကြည်ခြင်းမှာကျမတို့တိုးပွားမှာဖြစ်ပါတယ်လို့ခုနတုန်းကပြောတဲ့အတိုင်းပဲပေါ့နော်စာလံခန်းကြီး29ငယ်30မှာထာဝရဘုရားသည်မိုးသက်မုန်တိုင်းပေါ်မှာထိုင်တော်မူ၏အကယ်စင်စစ်ထာဝရဘုရားသည်အစဉ်အမြဲရှင်ဘုရင်အရာ၌ထိုင်တော်မူ၏ကျမတို့ရဲ့တက်တာမှာဘလို့မုန်တိုင်းတွေပဲကြုံတွေ့နေရပါစေဒီမုန်တိုင်းပေါ်မှာထာဝရဘုရားကထိုင်တော်မူ၏ဟာလေလုယာဟာလေလုယာဘုရားရှင်ဘုန်းကြီးပါစေဒါကြောင့်မလို့ကျမတို့ရဲ့ဒီမိုးသက်မုန်တိုင်းလို့ဒုက္ခပြဿနာတွေအပေါ်မှာဘသူထိုင်လဲဆိုရင်ထာဝရဘုရားမြဲထိုင်တယ်အကယ်စင်စစ်ထာဝရဘုရားဒီအစဉ်အမြဲရှင်ဘုရင်အရာနဲ့ထိုင်တော်မူ၏ဒီအရာရှင်ဘုရင်ဆိုတာလောကမှာတစ်ခုလုံးမှာဆိုရင်ရှင်ဘုရင်ပြည့်အကုန်လုံးပြီးပြီနော်ရှင်ဘုရင်ကတစ်ခုဆိုရင်ဒီအရာကအမြဲတမ်းတည်တာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ရဲ့တက်တာမှာရှင်ဘုရင်ဖြစ်တဲ့ထာဝရဘုရားနဲ့ကျမအမြဲအတူလျှောက်လာမယ်ဆိုရင်ဘလို့မုန်တိုင်းတွေပဲရောက်နေပါစေကျမတို့မှာငြိမ်သက်ခြင်းရှိတယ်နော်မုန်တိုင်းတွေဘလောက်ပဲကြာရောက်နေပါစေဖခင်ရဲ့အကွယ်ကခြင်းကိုကျမတို့ကြုံတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမပေါ့နော်အရောက်စီတိုင်းကိုနော်ခွန်အားပေးချင်တာကျမတို့ရဲ့တက်တာမှာမုန်တိုင်းတွေကြုံတွေ့တဲ့ခါကျရင်သူတပတ်အတွက်ကောင်းခြင်းမင်္ဂလာဖြစ်နိုင်တယ်ဆိုတာကိုမမေ့ဖို့ညီးတွားနေဖို့မဟုတ်အိုးငါကြမှာဒီလိုခံရမယ်ဆိုတာမဟုတ်ဘူးအိုးဖခင်ကိုတော့ဘာလို့တော့ရှိလဲဒီဘေးပတ်ဝန်းကျင်ကလူတွေရဲ့အော်ဟစ်တန်ကိုကြားတဲ့ခါကျတော့ဖခင်ကထိုနေရာမှာကျမတို့ကိုပို့ဆောင်တာဖြစ်တယ်ထောင်ထဲမှာရောက်နေတဲ့ဆိုရင်လေ
ဒီထောင်သားတွေရဲ့ဝိညာဉ်ကိုထာဝရဘုရားရှင်မှာကျမတို့ပို့ဆောင်တယ်ဆိုရင်ချက်ချင်းပဲကျမတို့ဒီထောင်ကနေလဲလွတ်မြောက်နိုင်ရတဲ့ခွင့်ကိုပေးမှာဖြစ်တယ်အနာယောဂခံစားရတဲ့ဆေးရုံဆေးခန်းတွေရောက်နေတယ်ဆိုရင်လဲအိုးငါကတော့ဆိုပြီးမှကျမတို့အညီးတွားရမှာမို့ဖခင်ကတင့်ကိုစိတ်ချလို့ဒီနေရာမှာတင့်ကိုထားတာဖြစ်တယ်တေဟာသူတပတ်သက်ကောင်းခြင်းမင်္ဂလာဖြစ်မယ်နော်ကျမတို့တမန်ကျမ်းစာထဲမှာပြောတဲ့ကဲတော့အာဗြဟံကဲတော့ကောင်းခြင်းမင်္ဂလာဆိုတာသူတပတ်သက်ကောင်းခြင်းမင်္ဂလာဒါကြောင့်မို့ကျမတို့ရောက်တဲ့နေရာမုံတိုင်းထဲမှာရှိတယ်ဆိုရင်ဒီမုံတိုင်းထဲမှာဘယ်သူကိုကျမတို့ဆွဲခေါ်ရမလဲကဲအခုကနောက်ဆုံးတော့ချိန်နော်အားလုံးကလည်းနော်ဝိညာဉ်မြောက်များစွာကလည်းဖျားကိုစာငါပြမတို့အော်ဟဲ့တဲ့တန်နေလည်းအများကြီးရှိတယ်ဒီအရာဒီကိုကြားတတ်ဖို့ပေါ့နော်ကျမတို့ဝိညာဉ်မျက်စိဝိညာဉ်နားတွေဖွင့်တတ်ကြရအောင်ဆိုပြီးဒီမှာနေငယ်ဝင်ငါချင်ပါတယ်အားလုံးပေါ်မှာရောက်ရှိတိုင်းဖျားရှင်ကောင်းချီးပေးပါစေအားလုံးကျမတို့မတည့်ရပြီးမှပေါ့နော်ဒီမှာ worship team တွေကိုကျမတို့ဖိတ်ခေါ်ရအောင်ကျမတို့တတမကျမတို့ခုနကတော့ပြောတဲ့ကဲတော့ကျမတို့ဘယ်မုံတိုင်းကိုကြုံတွေ့နေရတယ်တဲ့ကျမတို့ကြုံတွေ့ရတဲ့မုံတိုင်းပေါ်မှာပေါ့နော်ဒါစိတ်မပြတ်အားမငယ်ပဲနဲ့ကျမတို့ရတတကိုပြန်ပြီးမှဆင်ခြင်ပြီးမှနော်တခင်ယေရှုနဲ့ရှောက်လမ်း၍ယုံကြည်ခြင်း၌အာကြည်တော်သူပေါ်လူကဲ့သို့သူတပါးတော့ကောင်းခြင်းမင်္ဂလာဖြစ်ဖို့ပေါ့နော်ယောနာကဲတော့မဖြစ်ဖို့ပေါ့နော်ကျမတို့ရဲ့တတကိုစက္ကအနံ့ကြရအောင်လို့
ရှင်ဖာပြမုန်တိုင်းအမျိုးမျိုးကြုံတွေ့ရတဲ့ခါနာအိုးတာသမီတို့တဲ့ဝမ်းနဲ့ကြေကွဲခြင်းများအားလုံးမဟုတ်ဘဲနဲ့ကိုရှင်ဖာပြတာသမီတို့ရဲ့ဘဝတဲ့ယုံကြည်ခြင်းခိုင်မာဖို့နဲ့အိုးကိုရှင်ဝိညာဉ်ရေးရာတိုးပွားဖို့အိုးကိုရှင်အကျိုးပေးတော့မုန်တိုင်းမြောင်များစွာလဲကြုံတွေ့စေတော့ကြောင့်ကိုယေရှုတင်ပါ၏ဒီကြုံတွေ့ရတဲ့ခါချိန်၌လဲကိုရှင်ဖာပြကိုရှင်ခွန်အားကိုပေးတရားတော်မူပါဖအိုးကိုရှင်နာကိုရှင်ဤအိုးတောင်းတော့အောက်၌အမြဲတမ်းလုံခြုံပြီးစိတ်ချရသည်တာမကပဲနဲ့အိုးကိုရှင်ထားတဲ့ဤမုန်တိုင်းများ၌အိုးကိုရှင်အလိုတော်ကိုနာခံတတ်သောတာသမီရောက်စီတိုင်းဖြစ်စေတော်မူပါဖကိုရှင်ကြရတာဝန်ကိုလည်းအိုးကိုရှင်မဆုတ်မညစ်ပဲနဲ့အိုးကိုရှင်ဖဖျားတစ္ဆာရှိစွာနဲ့လောက်ကန်ဆောင်ရွက်နိုင်တော်သူများဖြစ်စေတော်မူပါအိုးဘေအပြည့်အန်တဲ့မျိုးမျိုးကနေကိုရှင်ကဲနှုတ်ပေးတော်မူပါမကောင်းသောအပေါင်းတဲ့မျိုးမျိုးကနေကဲနှုတ်ပေးတော်မူပါဖအိုးကိုရှင်အကျိုးပေးတော်မုန်တိုင်းများပေါ်၌ကျေးဇူးတင်တတ်သောတာသမီရောက်စီတိုင်းဖြစ်စေတော်မူပါယုံကြည်ခြင်း၌တိုးပွားသောသူများဖြစ်စေတော်မူပါဖအိုးကိုရှင်ဒီကနေ့ကြားနာရသောတရားဒေသနာအိုးကိုရှင်ကောင်းကြီးပေးတော်မူပါအရောက်စီတိုင်းကြားနာသောသူရောက်စီတိုင်းအိုးတန်ရှင်တော်ဝိညာဉ်တော်ဖျားတာ၍တိုး၍နဲ့ရှိုင်းစွာတည်နာလဲရတဲ့အိုးကိုရှင်ဖွင့်ဟပေးတနာတော်မူပါဖကျေးဇူးတင်တဲ့နာမတော်ကိုချီးမွမ်းတဲ့ချိန်တိုင်းတိုင်း၌ကိုရှင်သူပါရှိပေးတော်ကြောင့်ကျေးဇူးတင်တဲ့ယနေ့၌လည်းကိုရှင်ဖာဖျားတဲ့အဆုံးကြည့်တိုင်အောင်ကိုရှင်ဖာဖျားပို့ဆောင်ပေးသည်တာမကပဲနဲ့တာသမီရောက်စီတိုင်းအိမ်ပြန်ခရီးစဉ်တိုင်း၌လည်းကိုရှင်ကောင်းကင်တမန်များကွယ်ကတတ်ချတဲ့ကွယ်ကအိုးလမ်းခိတစ်လျှောက်လုံးပို့ဆောင်ပေးတော်မူပါဖန်ဆင်းမျိုးမျိုးနဲ့အိုးဘေးအန္တရာယ်များအိုးကိုရှင်ဖာဖျားကွယ်က၍ကိုရှင်ဖာဖျားကျမ်းမာစွာနဲ့အိမ်ပြန်ရောက်တဲ့ချိန်ကြည့်တိုင်အောင်ပို့ဆောင်ပေးတော်မူပါယေရှုတော်ကုန်းတော်ပန်းကိုချီးမွမ်းယေရှုနာမ၌ဆုတောင်းစကားအနံ့ကြပါ၏အာမင်အလုံးကိုယေရှုတင်တဲ့ဖျားရှင်က